ဘုရားလုံးကြွားလာကြတဲ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့ကျော်လာဆုံးလာကြတဲ့ဓမ္မသဘင်ပွဲအခက်လို့ကြွားရောက်လာကြတဲ့တရားချစ်ခင်သူတော်စင်များအားလုံးဒီကနေ့ညဇင်ရင်ကျင်းပတဲ့ဓမ္မသဘင်ကိုစတင်ကြရအောင်အားလုံးလုံးညီညီကိုယ်စီချီလို့ဩကာသကရောကျိုးဖြင့်ညီညာစွာကရောကြဆိုလိုက်ဩကာသဤသို့ရှိခိုးမူသောမှုမျောမှန်းလျော့ကရောကြရသည့်ကုသိုလ်ကံစေရနာတို့ကြောင့်ဘေဒန္တယံသွဲသွဲအန္တရခသိမ့်ပါပြောင်းငြိမ်းကြဂုံတိသာလည်းရင်ဖြစ်၍မိမိတို့လိုရှိရာတောင်းတကောင်းမြတ်သည့်ဆိုလည်းမင်္ဂလာပြပြတို့နှင့်သာစင်မကွာပြည့်စုံကြကုန်ပြီလျင်ဘုရားရိယာပေါင်းသူတော်ကောင်းကြီးများပြောဆန်းရာဖြစ်သည်မဟာသင်္ကတတဲ့အမြဲနိဗ္ဗာန်ပရမတ်စီသို့ရလွယ်ရောက်လွယ်မြမောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေအလုံးလိုက်ဆိုကြမယံပန္တေဟိတရဏေနသဟသင်္သသီလံသမာဓိယာမရှင်ဘုရားဘုရားတပည့်တော်တပည့်တော်မတို့သည်တရဏဂုံမြတ်သုံးပါးနှင့်အတူတကွဖြစ်သောငါးပါးသီလတော်မြတ်ကိုခံယူကျင့်သုံးသောက်တည်ကြပါကုန်၏အရှင်မြတ်တို့ဖရာဒိဋ္ဌရဏေနသပင်စတိလံဓမ္မသာရုဏံကတဝဗမတေနသမ္ပဒိဋ္ဌာဒီနေ့ရစဉ်ကျင်းပတဲ့ဓမ္မသဘင်ခုဟာ9 နာရီနဲ့10 မိနစ်တောင်ကျော်ပြီဆိုတော့ဦးဇင်းဆိုတော့မြို့တော်များကြားတရားစကားများမပြောတော့ဘဲနဲ့ကိုယ်ပဲစတင်ကြရအောင်အလုံးစာရွက်ကလေးတွေကိုယ့်အကိုစီကိုယ်ကကင်ထားတရားနာရဲဆိုတာပြိဿရေမှတ်မိအောင်နာတာဖြစ်တဲ့ကြောင့်နည်းနည်းလေးတော့အုံနောက်ကိုလှုပ်ပေးပြီးတော့မှနားထောင်ရမယ်ဘုံဘုံတို့ကဒီကနေ့မနေ့ကနေကင်းတစ်နိုင်နဲ့လိန်နဲ့လာပြီးတော့ဒီမနေ့ကညတန်တင်3 ခွရှင်းမျက်နှာသိတော်မှာညတရားဟောပြီးဒီကနေ့ဒီမှာစည်းစာပွဲဟောခဏကြာလို့တရားပြီးရင်ဟိုမြောက်ကလာပဒါဝမ်းပဲရက်ွက်ခွာညူလမ်းမှာဒါညာကြီးတရားပွဲရှိတော့ဒါဦးဇင်းဆွေတို့မျိုးတော်များစည်းစာရေလက်ချပွဲသမီးလေးရေလက်ချအောင်ဖန်ဝလေးကင်ပြီးတော့ဒီကနေ့ဆိုတော့မြို့တော်များပြောပြမယ်စာရွက်လေးအလုံးဝေထားတယ်စကားအစွမ်းအမခန်းတရားပြောပါတရားလဲစကားအစွမ်းအမခန်းတရားခြေပြောဘယ်လိုလဲစကားအစွမ်းအမခန်းတရားဒီတဲ့နည်းနည်းပို့ကြည့်ကြစကားအစွမ်းအမခန်းတရားဟောဒါအံကုန်ပဲပေါ့နော်မရတော့โอเคအလုံးဓမ္မသဘင်စရအောင်
နမောတတသုံးရည်ညီညာစွာရွတ်ဆိုကြပါစို့သူတော်ကောင်းတို့အလုံးဆိုကြနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလိုက်စို့အရဟံကုန်ရှင်ဘုရားရှင်ဥဒိဉ္ရှိခုံပါ၏ဖယားသမ္မာသမ္ဗုဒ္ဓကုန်ရှင်ဘုရားရှင်ဥဒိဉ္ရှိခုံပါ၏ဖယားဘဂဝါကုန်ရှင်ဘုရားရှင်ဥဒိဉ္ရှိခုံပါ၏ဖယားဧတေနသစ္စာဝဇေနာဤသို့နှုတ်တံဘောထုတ်ပြန်၍ဟုတ်မှန်တဲ့ဝစီပနာမသစ္စာစကားကိုပြောဆိုရပါသောကြောင့်တုံမေတရားရှိခင်စိတ်ကောင်းဝင်ကြတဲ့သင်သူတော်စင်ပြိဿအပေါင်းသူတော်ကောင်းတို့သည်ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရတဲ့ဘဝတရားစိတ်ရွှင်လန်း၍ချမ်းချမ်းမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းကြောက်ရောက်လာကြတဲ့တရားချစ်ခင်သူတော်စင်အလုံးတို့ကနမောတတသုံးချိန်ညီညာစွာရွတ်ဆိုဗျာကြော၍ဒီကနေ့ညဆင်ရင်ကျင်းပါတဲ့ဓမ္မသဘင်ကိုစတင်လို့ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲရခဲ့လို့ကြောက်ရောက်လာကြတဲ့တရားချစ်ခင်သူတော်စင်များအားလုံးမိမိတို့ကိုယ်စီကိုယ်ကလူလားမြတ်တာသည့်ဣရိယာပုဂ္ဂိုလ်သက်တော်သက်သာနေတာအဖြစ်ပြန်လဲပြင်ဆင်လို့ထိုင်နိုင်ကြပါပြီအလုံးစုံသူတော်ကောင်းများလည်းရှိကလေးများသာချတင်မလင်ဝေချိတ်ထိုင်မှသက်တော်သက်သာဖြစ်မယ်ဆိုရင်အလုံးတင်မလင်ဝေချိတ်ထိုင်၍တရားဓမ္မနာယူနိုင်ကြပါတယ်ဦးဇင်းတို့ကခွင့်ပြုပါတယ်ဒီကနေ့သာသနာတော်နှစ်2550ပြည့်နှစ်လူတော်ဘုရားကောဇာတက္ကရာ1368ခုနှစ်ဒဇမုံလာပြည့်ကျော်တရက်ခရစ်နှစ်2006ခုနှစ်နိုဝင်ဘာလ9ရက်ည9:15မိနစ်တိတိချိန်မှစတင်၍ရန်ကုန်တိုင်းရန်ကင်းမြို့နယ်ရရှင်လန်းဓမ္မဘာဝိဒဓမ္မယုံတော်ကြီးအတွင်ဆင်ရင်ကျင်းပအပ်သောစည်းစာအကျိုးဓမ္မသဘင်ဝဲအလုံးစုံရောက်လာကြတဲ့ဓမ္မချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့၏ကုသိုလ်ကောင်းမှုများအားတရားဖြင့်ပြန်လည်ကျေးဇူးဆက်သည့်အနေအချင်းဟောပြအပ်သောသုဒ္ဓနိဗ္ဗာန်ပါဠိတော်စာမျက်နှာနံပါတ်344 345 346အင်္ဂုတ္တထကရာအင်္ဂုတ္တပါဠိတော်ဒုတိယဟောစာမျက်နှာနံပါတ်222သတ္တကရာဒုတိယဟောစာမျက်နှာနံပါတ်90လို့အင်္ဂုတ္တပါဠိတော်ဒုတိယဟောစာမျက်နှာနံပါတ်159နဲ့သတ္တကရာတတိယဟောစာမျက်နှာနံပါတ်45စသည်တို့၌လာရှိသောဒေါ်တော်သုဒ္ဓပါဠိတက္ကရာတိကပေါင်းမြောင်များစွာတို့ကိုပေါင်းဆက်ကောင်းမြတ်အောင်ဟောပြအပ်သောစကားအစွမ်းအမခန္တရားပြိဿရေဘာတရားလဲဒီကနေ့ဦးဇင်းတို့ဆိုတော်မျိုးတော်များတယောက်နဲ့တယောက်တဦးနဲ့တဦးမဖြစ်မနေဆက်သွယ်နေကြရဒါသည်ပြိဿရေစကားပါပဲဘာပဲလဲစကားပါဗျာရေးကြည့်တယ်နော်မထနော်ဒီကနေ့ကဘာကိုဘယ်လိုလူတွေကဘာတွေနဲ့အုပ်ချုပ်နေတယ်လဲလို့ကြီးကြီးကျယ်ကျယ်ပေါ့နော်ဗဇက်နဲ့လေလုံးနဲ့မဆန့်အောင်အဲ့လိုခက်ကြီးကျယ်ကျယ်ပြောလိုက်ရရင်တော့ဒီနေ့ကဘာမှာဘယ်လိုလူသားမျိုးတွေကဘယ်လို
အရာဝတ္ထုမျိုးတွေနဲ့ဒီကဘာကြီးကိုလွှမ်းမိုးအုပ်ချုပ်နေတယ်လဲဆိုရင်ဆိုတော်မျိုးတော်များစကားနဲ့အုပ်ချုပ်တာဘာနဲ့အုပ်ချုပ်စကားနဲ့အုပ်ချုပ်တာပါဗျာဒီနေ့ကဘာမှာထိပ်သီးနိုင်ငံကြီးပြတဲ့အမေရိကန်ကဟေးတိုက်ဟေးဆိုတခွန်းပြောဣရတ်ကိုတုံးနေရောဘုံနေရောရောက်ရတာမလားဟောလင်းပဲဟုတ်လားမြို့သမီးလေးကပေါက်စာလေးကကောင်းမပေါက်စာလေးကဓမ္မရဏလူတော့ဘုန်းကြီးဗာတရားဟောမလဲလို့ဆင်းလိုက်တော့ဟာလေးရင်ပဲလူတဲ့ဒါနပွဲမှာငါလေးတရားဟောဟိပြောဗာတရားလဲစကားဆိုတာဗာလဲလေးပဲဟုတ်လားဟုတ်တယ်နော်ကျေးဇူးတော်ရှင်သီရိကိုဆရာတော်ဘုရားကြီးကပြောတယ်ငါလည်းပဲမင်းလေးတွေကို polish လုပ်တာဘာလုပ်တာအလုံးကြောက်ဦးတယ်ဒီကနေ့အရှေ့တောင်အာရှမှာချမ်းသာဆုံးနိုင်ငံဖြစ်နေကြော်ကြားတဲ့နိုင်ငံထဲမှာပြိတ္တကြီးစင်ကာပူနိုင်ငံဆိုတာပါတယ်အလုံးသိပြီလားစင်ကာပူဆိုတာမူလပါဠိနိုင်ငံအရင်တော့ကဗုဒ္ဓဘာသာခုတော့ဘာသာကြားပေါ့မိစ္ဆာဒိဋ္ဌိနိုင်ငံဖြစ်သွားသူနိုင်ငံကသေဟပူရသေဟဆိုတာရှင်သေးပူရဆိုတာမြို့တော်ရှင်သေးမြို့တော်ဆိုတဲ့သေဟပူရသမရာကြီးရင်တော့ရှိတယ်မလားသုကာနိုဆိုတာလေသုကာနိုဆိုတာပါဠိနာမည်သူကန္နသူဆိုတာကောင်းတာကန္နဆိုတာနာသိပ်ကောင်းတဲ့ဘုရင်ကြီးဒါသမရာကြီးသုကာနိုဆိုတာဒီကနေ့မလေးရှားဆိုတာမဟာသေဟမြင့်မြတ်သောရှင်သေးပါဠိနာမည်တကယ်ဗုဒ္ဓဘာသာနိုင်ငံတော်နိုင်ငံနိုင်မယ်ကိုကပါဠိနာမည်အဲ့ဒါဟိုရင်တော့ကအရှိတော်အာရှအာဆီယံမှာသဘာဝတိလောက်သွားတဲ့ဘုရားဒေါက်တာမဟာသီယာမိုဟာမက်မဟာသီယာဆိုတာမဟာသီဟမိုဟာမက်အလွန်တရာကြီးကျယ်မြင့်မြတ်သောရှင်သေးကြီးနဲ့လာသရန်တူသောလို့အဓိပ္ပာယ်ရတာနာမည်တွေကတော့ပါဠိတွေပဲဗုဒ္ဓဘာသာတွေပဲလူတွေကတော့ဗုဒ္ဓဘာသာမဟုတ်တော့ဟာရှိပါစေတို့ကြစကားအသေးချော်သွားမှကြောက်အောင်နော်စကားအသေးကြောက်เสียကောင်းတာစကားအသေးကြောက်เสียကောင်းတယ်ဆိုကြောင့်ပြောရင်းနဲ့ကိုယ်ကကြောက်เสียတဲ့ပါသွားမှကြောက်နေရသေးတယ်အပြောမတတ်တော့ပါတယ်လို့လေဆဲတယ်လို့မလေးခဲပြောစမ်းပါစရောမတတ်တော့ဆဲတယ်လို့ပါဗျာစကားမရှိဘူးလားပြောစမ်းအပြောမတတ်တော့ဆဲတယ်လို့ပါဗျာပြောမတတ်တော့ဆဲတယ်လို့အနေမတတ်တော့အဲ့ဒီလို့ဆိုတာမရှိဘူးလားကြောက်เสียကြီးအဲ့ဒါကြောင့်မလို့ပြိဿကြီးအဲ့ဒီစင်ကာပူနိုင်ငံကလူကြီးလေတန်နည်းနည်းလေးပဲရှိတယ်9သန်း10သန်းလောက်ပဲရှိတယ်ဦးဇင်းတို့ဗမာပြည်ရန်ကုန်မြို့လောက်ပဲရှိနေရာကျေဝန်းကရှမ်းပြည်လောက်ပဲရှိရေတော်မှသူများနိုင်ငံကဝယ်သားရတဲ့နိုင်ငံပင်လယ်တွေကရေလေကောင်တောင်ထုံးနတ်သမီးနေတဲ့ကျွန်းဆိုသလိုပဲကျွန်းပေါက်စားလေးအဲ့တော့ဒုနိုင်ငံတို့ရွှေလည်းမထွက်ဘူးငွေလည်းမထွက်ဘူးသေယံဇာတကြောက်တံဗရမ ्या လည်းမထွက်ဘူးကျွန်းလည်းမထွက်ဘူးတစ်လည်းမထွက်ဘူးဘာမှမထွက်ဘူးဘာထွက်တော့ပြောလီဘယ်စမပါဘူးလို့ဘာထွက်တော့အောင်မလေးဟဲ့ကြည့်တာဒီဘုန်းကြီးကိုဘာထွက်တော့လူပဲထွက်တယ်ဘာထွက်လဲမောင်ဖြူနဲ့မဖြူနဲ့ဒီကနေ့ညလာမနေ့ကျလူပဲထွက်တော့ဂိုင်းဒုနိုင်ငံကိုဘလို့ကြီးဝါအောင်လုပ်မလဲလူပဲရှိတဲ့ဒုနိုင်ငံသယံဇာတမှာအဲ့ဒီလူတွေကို polish လုပ်မယ်လူတွေကိုဘာလုပ်ကလေးကစကြည်အိုမင်းရင်ရော်တဲ့အထိပြိဿရဲ့အားလုံးကိုလူတွေကို polish တင်လိုက်ဒီနေ့ကမ္ဘာမှာပညာကိုလိုလားသောပုဂ္ဂိုလ်များထိတ်တန်းပညာတဲ့ပုဂ္ဂိုလ်များကိုလိုချင်စင်ကာပူကိုလာခဲ့ပါရှိတယ်မလားအဲဒီကနေ့အဲ့ဒါဘာလို့လဲ drawing နဲ့လို့ပညာနဲ့အဲ့ဒါလူကိုဘာလို့တာ polish လုပ်ဘုံဘုံကအခုဘုရားတရားဥပဒေဖွင့်တော့ဘယ်လိုဖွင့်လဲနမောတတနဲ့ဖွင့်ကျေးဇူးတော်ရှင်သီရိကိုဆရာတော်ဘုရားကြီးကမေတ္တာနိသာကရောလောကေဆိုမကြဘူးလားဟုတ်ပါတယ်ဗျာဟုတ်တော့ဘုန်းဆိုပြတယ်မေတ္တာမေသုတကောလောကေသူဖုံလောဟောတုတပ္ပရာမေတ္တာပုဗ္ဗဒုက္ခံဒေနာဒုက္ခံဒုဝါတိတာပဇာဘယ်သူမေတ္တာပို့လဲကျေးဇူးတော်ရှင်သီရိကိုဆရာတော်ဘုရားကြီးကမေတ္တာပို့ပြိဿရဲ့အဲ့ဒါဘာလို့တာလဲဆိုလေတွေကို polish တင်လိုက်ဘာလို့တာလဲဟုတ်တယ်မလားဒီကနေ့ဟာကိုဘွားရဆရာတော်ဆိုတော့ဒီလောက်ရှိတာပေါ့ဒီကိုဆရာတော်ဆိုဟိုကတ္တရာလမ်းပိတ်ပြရမှာပေါ့
လူချင်းတော့တူတယ်အသက်ရှူချင်းတူတယ်ဘာချင်းမတူဘူးလေဟာလေချင်းမတူတာအောက်ပဲလေဒီမှာစကားနဲ့ပတ်သက်လို့ definition လုပ်နေပါတယ်ကမှဘုံချင်းမတူအောင်မလေးဟိုလေနင်းလိုလူမျိုးတရားတော့ကငါထောင်ကြမှာသူကလေကိုဘာလုပ်ထားလဲပေါ်လဲလောက်ထားဘုံကတော့ပေါ်လဲသူကအမေရိကန်ကပေါ်လဲအဲ့တော့ဘာလို့မို့လူတရားကိုကိုယ့်ဘဝကိုမြင်မှန်းစေရင်လို့ရှိရင်ကိုယ့်ရဲ့အရေးသွေးတွေကိုအကုန်လုံးဘာလုပ်ထားပေါ်လဲလောက်ထားအဲ့တော့ကျတော်ပြကြီးကပါတယ်ငါတော့ပဲမင်းစကားပြောတဲ့ခါမှာပဲဖြစ်ဖြစ်တရားဟောတဲ့ခါမှာပဲဖြစ်ဖြစ်မင်းပါးစက်ကထွက်တဲ့လေတွေကိုပေါ်လဲလောက်ထားကွာဟုတ်လားတက်သားတုံးကိုအရင်တုံးကြီးနဲ့ရောင်းလိုက်တော့ဈေးမရောက်အဲ့ဒါကိုပါကေးတုံးလေးတွေဆိုပြီးတော့မှတုံးပြီးတော့ polish တင်ပြီးတော့မှရောင်းတော့တစ်ဈေးဖြစ်သွားအဲ့ဒါကိုသေးသေးလေးတွေစိတ်ပြီးတော့သွားကြတိုးတန်ဆိုတော့ပုံဈေးကောင်းပါဟုတ်တယ်မလားဒီနေ့ဆိုတော့မျိုးတော်များတန်တုံးကိုတန်တုံးတိုင်းရောင်းဟောဩစတြေးလျဆိုတဲ့နိုင်ငံကတော့အဲ့တန်တုံးလေးတွေကိုသေးသေးလေးတွေမြင်မြင်လေးတွေလုပ်ဘာလို့လဲဆိုတော့နိုင်ထဲမှာထဲတဲ့ခွင်းလေးတွေလုပ်တံမိန်မိရတာတန်တုံးတုံးဆိုလှိပါလေးသေးသေးလေးတွေအဲ့ဒါဦးဇင်းတို့ကဘာမှဘယ်သူမှအဲ့လိုသေးသေးလေးတွေမြင်နေအောင်မလိနိုင်ဘူးလိနိုင်တဲ့တက်ပညာမရှိဘူးအဲ့ဩစတြေးလျအဲ့လိုလေးတယ်လေးပြီးတော့သူကဘာလို့အဲ့တန်တုံးကတံမဏိမိရတာတန်လန်းလုံးလေးကိုသူက polish လုပ်ဒီကနေ့ခင်ဗျားတို့ကဘာမှာကောင်းလာပါရဲ့ဆိုတော့နာယီမှန်သမျှအဲ့ဒီကထွက်တယ်လာလေမင်းတို့စီးပွားရှာကြက်လောက်ရှာချိန်တယ်လို့မင်းတို့နာယီကောင်းကောင်းလို့ရင်ငါစီလာခဲ့โอเคကတော့ပေါက်ကဗျိုင်းဆောင်တယ်လို့သူကတံမဏိတုံးလေးကို polish လုပ်တာအဲ့တော့စဉ်းစားပါဦးဇင်းဆိုတော့မျိုးတော်များငါတို့ဘာကို polish လုပ်မလဲဟုတ်လားခုနိုင်ငံတော်ခုနိုင်ငံတော်မှာနိုင်ငံကျော်နေတဲ့ဘုန်းကြီးကျတို့တော့ပါပါကျတို့တော်သားတွေနော်အမကြီးမဂရိကဘာ200ကျော်မှာဘုန်းကြီးကအမွဲဆုံးအစင်းရဲဆုံးတော်သားလေးဆိုတော့မျက်စိတင်ငယ်နားတင်ငယ်နဲ့ပါလေအဲ့ဒါပြိဿပေါင်းသူတော်ကောင်းတော့တကယ်ကြော်နေတဲ့ရန်ကုန်ကကြော်ကြတဲ့ဇရောသမတော်တွေဘာလို့ကြော်လဲဆိုဘုံဘုံကစဉ်းစားကြည့်တယ်။အော်သူတို့ကလေတွေကို polish လုပ်ထားနိုင်တယ်ပဲ။လေတွေကိုဘာလုပ်ထားနိုင်။ဟဲ့မောလေတွေကို polish တင်ဆိုတော့မျိုးတော်များလည်းပြန်ရင်ခင်ဗျားတို့ကိုကို polish တင်ကြပရိဘောဂဆိုင်သွားပြီးအသားတွေ polish တင်တာလက်နေနော်တမီးလေးစိန်မတဲ့အယူဆိုပြီးဝိုင်းမောင်းပါပဲ။အဲ့တော့စကားအသွမ်းအမခန်းဆိုတာဘာပြောချင်တာလဲဆိုကိုပြောတဲ့စကားတွေကိုစဉ်စဉ်စားစားနိုင်ချိန်အဲ့ဒါပြောပြီးတကလားမိမိရဲ့စကားကို polish လုပ်နိုင်မယ်ဆိုရင်လူဟာအစင်တန်မြင့်သွားနိုင်တယ်ဆိုတာလေးပြောချင်တာနော်ရှင်မယားကိုတွေးမိရခေါ်မိရကိုတွေးခေါ်တဲ့ရှောက်ပြောနေတာလားလို့ဆိုတော့မျိုးတော့များမတွေးနဲ့မြတ်ဗုဒ္ဓရဲ့အကောင်းဆုံးသောသုတ်တန်ကြီးတစ်ခုမင်္ဂလသုတ်တန်ပြောပါသုတ်တန်မင်္ဂလသုတ်တန်သုဗ္ဗတိတသယဝဇာဧတံမင်္ဂလမုဒ္ဓမံအလုံးမဲ့ဘယင်လိုက်ဆိုရမယ်သုဗ္ဗတိတသယဝဇာဧတံမင်္ဂလမုဒ္ဓမံမမီလားမမီပါရဲ့ဗျာပြောသုဗ္ဗတိတသယဝဇာဧတံမင်္ဂလမုဒ္ဓမံဆိုဟုတ်တော့ခါဘောဓေဝဗုဒ္ဓသိလောယေနှင့်မေမြန်းလာညာဝမောင်နတ္တလောကေကမရူပရူပဟုဘဝသုံးဝင်ဘုံသုံးမြင်ထဲမှာတော့ဒုဝတိတသယဝဇာကောင်းကောင်းမွန်မွန်ပြောဆိုလိုက်တဲ့စကားတကုံဆိုတာလည်းပဲဟုတ်ဓမ္မမြတ်လာစွာသောမင်္ဂလာကြီးပါပဲရဲ့လို့ဘဂဝါသုံးလောကတို့တင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမင်္ဂလာသုတ်တန်တေမင်္ဂလာသုတ်တန်လို့ခေါ်ရတဲ့အနိစ္စရသုတ်တန်ဒေသနာတော်မြတ်ကြီးမှာဒေသေတိကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းအလုံးစုံကြောင့်ကြောင့်လိုက်ဆိုကြကောင်းမြတ်စကားယောဒညာမတမင်္ဂလာကောင်းမြတ်စကားယောဒညာမတမင်္ဂလာ
ဆိုကောင်းမြတ်စကားပြောရအညာမသာမင်္ဂလာကောင်းမြတ်စကားပြောရအညာမသာမင်္ဂလာစကားကိုကောင်းကောင်းမွန်မွန်အပြည့်ကင်းအောင်ပြောရရင်ပြိတ္တိအဲ့ဒါမင်္ဂလာပဲဘာပဲလဲမင်္ဂလာပါဗျာဘုံဘုံကကိုစဉ်းစားကြည့်တယ်ဟိုဇင်မန်းတင်မောင်သင်းနေဟိုဘုံဘုံတို့ငယ်တဲ့ကအလူတွေတန်းနေပြီးပြီဆိုလို့ရှိရင်ခုလိုတရားဝဲတွေပြီးရင်အောင်ပါစေဆိုတဲ့သင်းဖွင့်တယ်ဟုတ်လားအောင်ပါစေရောက်တယ်မလားဆိုမပြတော့ဘူးနော်ဒါကြောင့်ဘုန်းကြီးသင်းဆိုတော့တင်းပြောခံမှာကြောက်လို့ဆိုတော့ဆိုချင်တာပါဒီကနေ့ကျတော့သိန်းတော်ကပြိဿရေရှင်မန်းတင်မောင်နေရာမှာစားထုတ်ဝင်ရောက်လာအဲ့တော့ဘာတွေ့ရလဲဆိုတော့သိန်းတော်ဘာကြောင့်အောင်မြင်တယ်လဲဆိုတော့မေတ္တာစကားပြောလို့ရှင်မန်းတင်မောင်ကလည်းပဲပြိဿရေဘာစကားပြောလဲဆိုတော့မေတ္တာစကားပြောလို့ဘာပြောလဲမေတ္တာကိုအခြေခံတဲ့စကားမဟုတ်နဲ့ဒေါသစကားပြောရင်မအောင်မြင်နိုင်ဘူးသင်္ခေတသက်ကြည့်တယ်ဒေါသကြီးမှဆိုရင်သူများကိုဆုပ်ဆွဲပုတ်ခတ်ကဲရဲ့ဆဲဆိုချိန်မောင်ရေရွတ်အပြစ်တင်စကားပြောဘယ်တော့မှမအောင်မြင်နိုင်ဘူးကိတ္တကနဝုံကနေဟောင်းကနေဖြစ်ကောင်းဖြစ်လိုက်တယ်မအောင်မြင်နိုင်ဘူးနော်ခေတ်ဆက်ဆက်ရာဇဝင်ကိုပြန်ကြည့်အဲ့လိုမျိုးတိတ်တမ်းမရဘူးနှစ်ပရိသတ်ပေါင်းသူတော်ကောင်းတို့ခုဦးဇင်းတို့ဗမာပြည်မှာခိထနေတဲ့သူများအတင်းပြောတဲ့ကိစ္စအတင်းပြောသောနေရာချင်းဘယ်တော့မှထိတ်တမ်းမရောက်နိုင်ဘူးရှင်းလားဒီနေ့ကဘာမှာထိတ်တန်းပြတဲ့နိုင်ငံကြီးတွေဟာဤပညာအပြင်သာထိတ်တန်းကိုရောက်သွားတာတင်းပြောသောနေရာပြင်ဘယ်တော့မှထိတ်တန်းကိုမရောက်နိုင်ဒါကြောင့်မလို့ဦးဇင်းတို့ရဲ့ဆွေတော်မျိုးတော်များမျိုးသမီးတွေကမျိုးသားတွေကရှင်တွေကယဟန်တွေကလူတွေကပြိဿတွေဘာမှတ်သားရမလဲငါပါဇက်ကဘာအကြောင်းကြောင့်မှဘယ်တော့မှဘသူရဲ့မကောင်းကြောင်းကိုမှမပြောမိသေးရလို့ကိုယ်ပါဇက်ကိုဒိဋ္ဌံတာဆွေတော်မျိုးတော်များကမုန်းလို့ပြောတာလားချစ်လို့ပြောတာလားကဲဆွေတော်မျိုးတော်များကိုယ်သူများကအရောက်တရားလောက်ကဝိုင်းပြီးအတင်းပြောမယ်လို့ခံနိုင်တာဟမ်မှန်တာတွေပြောတာလေမှန်တော့မှန်တာတွေကွယ်မှန်တာတွေပြောရင်ရောခံနိုင်တာဗမာစကားကြီးတယ်လေမဟုတ်မခံနဲ့ဘာလဲတော့မဟုတ်ရင်မခံနဲ့ချပြန်ချထောင်လို့ကြခင်ဗျားတို့ကြမှာမဟုတ်ရင်မခံဘူးဆိုတော့ဟုတ်ရင်ရောခံပါလားဟမ်ဘုံဘုံကဖေက9နှစ်သားလောက်ကသုံးသွားတော့10နှစ်သားလောက်မှာဘုံဘုံကအမေကမုတ်ဆုံးမဖြေကောဟဲ့မုတ်ဆုံးမသားခေါ်ရင်ကြိုက်လားဟဲ့တကောင်ကျွဲကြိုက်လားမမှန်ဘူးလားမဟုတ်ရင်မခံဘူးဆိုတော့ဟုတ်ရင်ရောခံတယ်ပေါ့ဘာခံလဲဘာမှမခံဘူးဒါနဲ့တော့နေမှမရဘူးနော်ဟောအေးအဲ့ရောအဲ့ဒါပဲကိုเจ้าကိုသိဖို့ကိုကသူများကကိုကိုတင်းပြောတာကိုမကြိုက်ရင်ကိုကလည်းသူများမကောင်းကြောင်တင်းမပြောနဲ့ပေါ့ဒါဟာသူဘာသိတဝါစာမှတ်စကားလုံးတစ်လုံးမှတ်သူဘာသိတဝါစာပြောသူဆိုတာကောင်းစွာဗာသိတဆိုတာပြောတာဝါစာဆိုတာစကားကိုကောင်းကောင်းပြောဆိုခြင်းရဲ့အခြေခံချက်လက်ပဲနည်းနည်းတော့ဒီဆိုတော့မျိုးတော်များချက်လက်တွေဒီကနေ့ညဇလန်းတွေတုတ်တယ်လို့ပြောနေချက်လက်တွေဒီပြောရင်နည်းနည်းတော့ဘုံတော့လုံးပေးရမယ်နော်ဒါဆိုရင်သူ့ဟာသိတာဝါစာကောင်းမြတ်တဲ့စကားဆိုတာဘယ်လိုစကားမျိုးလဲဆိုတော့သုဒ္ဓနိဗ္ဗာန်တက္ကရာမှာဖွင့်လာတယ်ဆိုတော့မျိုးတော်များမှတ်သားလို့ရအောင်ဘုံဘုံရေးထားတယ်အားလုံးလိုက်ဆိုကြတယ်သစ္စသူဘာသိတာပိယဓမ္မဆိုဖတ်တယ်လားဘာပြောတာဘာပြောလဲဘာမှမပြောလိုက်ဆိုကြလိန်ညာမပြောစာပြတဲ့ခိုင်လားကိုစားရကိုခိုင်လားအားလုံးဆိုလိန်ညာမပြောအမှန်ပြောသဘောတွင်ပြင်ဖြောင်းရမယ်မကွယ်မပြညီညွတ်သွားကိုညီသွားအောင်ပြောရမယ်
ကျန်တမ်းမပြောချစ်ဖွယ်နော်နဝင်ချောအောင်ပြောရမယ်အပြင်းမနော်ဖြစ်ပြရောအမှန်သဘောကိုပြောရမယ်ပြန်စို့လိမ်ညာမပြောအမှန်ပြောသဘောတွင်ပြင်ဖြောင်းရမယ်မကွယ်မပြညီညွတ်သွားပေါ်ညီသွားအောင်ပြောရမယ်ကျန်တမ်းမပြောရစ်ဖွယ်နော်နဝင်ချောအောင်ပြောရမယ်အပြင်းမနော်ဖြစ်ပြရောအမှန်သဘောကိုပြောရမယ်တစ်ခေါက်ဆိုကြည့်ဒုဗ္ဗတိတဝါစာစကားကိုကောင်းကောင်းပြောတတ်တဲ့လူဟဲ့ဦးဇင်းဆိုတော်မျိုးတော်များစကားပြောတတ်သလားလို့မေးရင်ဘုန်းကြီးကတော့ဘုကလန်တော်မေးပြီလို့ဟုတ်လားထင်ကောင်းထင်နေတယ်စကားကအာအေးအေးဥဥအေရောပြောတဲ့အတိုင်းစကားပြောတတ်တာမဟုတ်ဘူးဟုတ်လားအေးအဲ့လိုစကားပြောတဲ့အတိုင်းကစကားကောင်းပြောတတ်ရုံမှန်ရင်ဆိုတော်မျိုးတော်များလူအားလုံးထိတ်တန်းရောက်နေပြီပေါ့ဟုတ်လားအဲ့တော့တစ်မတလိမ်ညာပြီးတော့မပြောပါနဲ့အမှန်တိုင်းပဲပြောပါပြောတဲ့အခါကမှလည်းပဲသဘောတဘာဝတွေကအတွင်းရောအပြင်ရောဖြောင့်မတ်ပါစေကိုယ်စိတ်ထဲရှိတဲ့အတိုင်းရိုးရိုးသားသားပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်လေးပဲပြောပါဦးဇင်းတို့ဓမ္မဂရိကစလုပ်တော့ဦးဇင်းရဲ့ဆရာဘုန်းကြီးတစ်ပါးကဟောတယ်ပြောတယ်ကျေးဇူးတော်ရှင်တွေကိုဆရာတော်ဘုရားကြီးကပဲဟေးမင်းရင်တဲ့နှလုံးသားထဲမှာမင်းတကယ်နားလည်တဲ့အကြောင်းအရာကိုပဲပြောမှန်နော်ဒီတော့ညီတော်နောင်တော်များလည်းတရားဟောရင်မှတ်တာပါကိုနားလည်တဲ့ကိုရင်တဲ့နှလုံးသားထဲမှာကိုတကယ်နားလည်တဲ့အကြောင်းအရာကိုပဲပြောသူများကိုနားလည်ပါစေဆိုတဲ့မေတ္တာစေတနာနဲ့ပဲပြောဟုတ်လားကိုတကယ်နားမလဲပဲနဲ့နားမလဲတဲ့အကြောင်းအရာကိုနားလဲခြင်းအောင်ဆောင်ပြီးတော့စကားကြီးစကားချင်းမပြောမိစေနဲ့ဟုတ်လားပြီးတော့သမဂုံမပြနဲ့ကိုယ်ဘလောက်စာတတ်တယ်ဆိုပြီးတော့မှပါဠိဘာသာတွေနဲ့အဲ့ဒါလူနာမလဲအောင်သမဂုံပြတာမျိုးမဖြစ်စေနဲ့ငါတော့ပဲရေဒါပါလဲဆိုတော့တစ်လိမ်ညာမပြောအမှန်ပြောသဘောတွင်ပြင်ဖြောင်းရမယ်စကားပြောတာဖြောင်းနေအောင်အယိုးချင်းသည်အယိုးသားဆုံးသည်အကောင်းဆုံးပဲဟုတ်လားအဲ့ဒါကိုပါဠိတော်နံပါတ်1ကသစ္စာဝါစာမှန်တာကိုပြောပါလို့ဘောကတစ်သစ္စာကိုဘာသာပြန်တာပါမကွဲမပြညီညွတ်သွားပုံညီသွားအောင်ပြောရမယ်ကိုယ့်ရဲ့စကားတခွန်းတပါရကြောင့်မညီညွတ်သေးတဲ့ပုဂ္ဂိုလ်တွေညီညွတ်လာအောင်တဲ့ညီညွတ်ပြီးတဲ့ပုဂ္ဂိုလ်တွေပေါ်ပြီးတော့မှညီညွတ်သွားအောင်ပြောနိုင်ရမယ်တဲ့ကောင်မညီဟိုတဲ့ရင်ကြားပြီလားမင်းကိုလေသူကနောက်မှအဲ့လိုပြောနေတာတော့ပြောသေးလားဆိုတော့မျိုးတော့ပြောမယ်အားလုံးဖြေတယ်ဘုံမို့အားလုံးတယောက်မကြံဖြေတယ်အတင်းပြောဘူးလားဟုတ်လားကိုသူများအတင်းပြောရင်ကြိုက်မှာလားကိုကသူများကိုအတင်းပြောတော့ကြိုက်လားဟုတ်လားအဲ့ရောနော်ကိုပြောရင်တော့မကြိုက်ဘူးကိုကပြောတော့ကောင်းတယ်နော်ခိုင်အတင်းပြောတော့ချိုးလားမသိပါဘူးချိုးလို့များပြောနေတာလားတော့နော်ဟဲ့ကောင်မညီဟိုသင်းကြပြီလားအမလေးတို့ကဒါမျိုးတွေရိုးဟိုနေတို့ကသိပိတာမရှိသေးတယ်တို့ကရက်ွက်တဲ့အကြောင်းတွေနောကြည်အောင်သိတယ်တော်ရေဘယ်နေရာအကြတာကစသိတယ်မှတ်သူကအဲ့အတင်းပြောတာတွေကြည်သိရည်ချင်တာအဲ့တော့ပြောတော့မျိုးတော်များကိုင်းသူများအကြောင်းသိတာရဲ့ကိုယ်အကြောင်းသိတာရဲ့သူများအကြောင်းသိတာကိုယ်အကြောင်းကိုသိခြင်းသည်နိဗ္ဗာန်ရောက်ဖို့သူများအကြောင်းတွေရှောက်သိနေခြင်းသည်အဝီရိရောက်ဖို့ဘယ်ရောက်ရှင်ခုတော့ကိုယ်အကြောင်းတွေကိုသိတာများလားသူများအကြောင်းတွေသိတာများလားကဲကိုယ်အကြောင်းကိုသိလားမသိဘူးလားဖြေကြသမ်းပါကဲဖြေသိလားမသိဘူးလားဟမ်မသိဘူးသိတယ်ဟာဘယ်နဲ့ဟာလဲဟာငါ့ကိုယူအောင်လုပ်နေတာလား
မသိဘူးတချမ်းသိတယ်တချမ်းကင်ကိုเจ้าကိုဒီသိမ့်နဲ့ဒီကိုဒီဘဝနဲ့ဒီခန္ဓာအတူတူနေလာကြတာသိလားမသိဘူးလားသိတာပေါ့ကိုเจ้าကိုတော့နော်ညနေပိုင်းနဲ့စားသိဘူးလားထမင်းမစားဘူးလားမနေ့ကမစားဘူးလားမနေ့ကမစားဘူးလားဘယ်နဲ့လှုပ်စားသူများခွန့်ကြွေးတာလားကိုယ်လက်နဲ့ကိုယူစားတာလားသူများပါးစပ်ငါစားတာလားကိုယ်ပါးစပ်နဲ့ကိုစားတာလားဘယ်နဲ့လှုပ်စားရင်ဝစဉ်းစားနော်ဒီဓမ္မယုံတဲ့ကိုဟိုဘဝကနေဘယ်နဲ့လန်းပြီးဝင်လာခဲ့ဟမ်သူများတွေပွေပြီးခေါ်လာတာလားကိုเจ้าနဲ့ကိုဝင်လာတာလားဟုတ်လားကိုเจ้าနဲ့ကိုတော့မသိဘူးအပြိုင်ကြီးသွားကဲ9မိနစ်ကြာရင်နှာခေါင်းကအသက်ဘယ်နှကြိမ်ရှူလဲဟာဘာသိတာရှိတော့စဉ်းစားကြည့်နော်ကိုအကြောင်းကိုသိတာတဲ့သူများအကြောင်းတွေလိုက်သိနေတာဟုတ်လားတကယ်တော့မြတ်စွာဘုရားကပြောတာကုသိုလ်ကောင်းမှုဖြစ်ပေါ်ရာနိဗ္ဗာန်ရောက်ပေါ်ရာကပြည့်တဲ့သူများအကြောင်းတွေလိုက်သိနေရမှာလားကိုအကြောင်းကိုသိရမှာခုတော့ပြည့်တဲ့အိုရာအိုသွားတယ်နာရာနာသွားတယ်သေတာသေတော့မယ်ကိုအကြောင်းကိုမသိနိုင်ဘူးအဲ့တော့စကားပြောတဲ့အခါမှာလည်းကိုเจ้าကိုပြောဖို့တဲ့သူများเจ้าကိုပြောမိတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဦးရင်းစဉ်းစားကြည့်တယ်လူတွေကအာဟုသိုလ်ကအာဟုသိုလ်ထဲမှာလေဘယ်အာဟုသိုလ်အလုံးဆုံးလဲဆိုတော့ဝစီကံအာဟုသိုလ်အလုံးဆုံးဘာအာဟုသိုလ်ဝစီကံအာဟုသိုလ်ဒီကနေ့ပဲသမီးလေးကဘုံဆက်တယ်ဘုံဘုံရဲ့တဲ့ထပ်ပမာပြီးသွားလိုက်အောက်ပမာပြီးသွားလိုက်လွန်တော်ပြီးတော့မှတရားဟောဘုံဘုံကမနေ့ကနှင်းကိတ္တနာကြီးလေးနဲ့လာရောက်တဲ့ဆို3နာရီလောက်ရောက်4နာရီတန်တင်3ပါသွားညဟော12နာရီမှပြန်ရောက်မနေ့ကဟိုးဘင်းတော်ပွဲမှာဘုံဘုံရဲ့ရဟန်းကမလေးတယောက်ကကုမ္ပဏီလေးဖွင့်လို့အဲ့ဒါသွားတရားသွားဟော10နိုင်လောက်ကျတော့တနေ့သွားဟော3နိုင်လောက်ကျတော့လူတွေလက်ခံတွေးဆောင်မြုံမောရှင်နဲ့နေပြီးဘုံဘုံနိုင်ဝဲလောက်အိပ်ပြီးရေချိုးဒီပြန်ထွက်လာတာအဲ့ဒါကိုဟောခဏကြလို့ရင်မြောက်ကလာပါဓာဝမဲရောက်ကဘုံဘုံသွားဟောနှစ်ပိုင်းကျတော့မနေ့ပိုင်းတခါနေကပိုင်းတခါညဟိုတာဂိတဒေါဘုံဘာသောပရိယတိထေရဝါဒဒုတိယဝဲဘုံဘုံသွားဟောတပတ်ကမနေ့စောစော6နိုင်မနေ့ပိုင်းလေးမနေ့ပြန်သွားညကျတော့မန္တလေးမြို့မှာအေသုကဓမ္မဗိမာန်မောဟောနောက်တနေ့ကျတော့မုံရွာမြို့နယ်ရဲ့စုံချောင်းဆိုတဲ့ရွာကလေးမှာသွားဟောနောက်တနေ့ကျတော့မုံရွာမြို့ကလေးကောင်ကသူတော်ပြည့်ဘုရားမှာညနေ4နာရီခလေးဒုတိယဝဲဟောည7နာရီကျတော့လူကြီးဒုတိယဝဲပြည်လုံးချမ်းသာဘုရားဟောပြန်လာနောက်တနေ့ရန်ကုန်ပြန်ဆင်းမနေ့ပိုင်းလေးနဲ့ဟုတ်လားအဲ့ဒါဘာလို့လှုပ်တာလဲဆိုတော့ဗျာစဉ်းစားကြည့်ဒီပါဇက်တွေတတန်တရားကာလပတ်လုံးကောင်းတာတွေပြောတာများတာမကောင်းတာတွေပြောတာများတာဒီဘဝမှာရောဗျာကောင်းတာတွေပြောမိတာများလားမကောင်းတာတွေပြောမိတာများလားစဉ်းစားတော့မြတ်စွာဘုရားမှာဝတ်လိုက်တာဝိပတ်တော်ဘယ်နှပါ12ပါးထဲမှာပါဇက်ကြောင့်ဝတ်လိုက်တာပုံများတယ်ဟုတ်လားဒါကြောင့်မလို့ဦးဇင်းဆိုတော့မျိုးတော်များတော့ဦးဇင်းမပြောရဲပါဘူးမပြောရဲလို့မပြောတော့ဘုံဘုံစိတ်ကောက်မှဆိုလို့ဘုံဘုံရဲ့တပည့်တွေကိုတော့ဘုံဘုံဘယ်လိုပြောလဲဆိုတော့ဟေ့မင်းတို့နှုတ်သီးမစွာမိသေးနဲ့ဘယ်လိုပြောလဲဆိုတော့မျိုးတွေနှုတ်သီးစွာလားမစွာဘူးလားဟေ့ငါပြောရင်တော့မခံဘူးဟေ့ငါပြောမှဟုတ်လားခံမလားမခံဘူးလားမခံတော့ပြန်ပြောတော့နှုတ်သီးစွာမိတော့ကုသိုလ်လားအကုသိုလ်လားမဟုတ်လဲခံဟုတ်လဲခံခံနိုင်မှာမှခံဒီပါဆိုကြည့်တယ်မဟုတ်လဲခံလိုက်ဆိုခံဒီပါမှနိဗ္ဗာန်ရောက်ရဧကံသာမဟုတ်လဲခံဟုတ်လဲခံခံနိုင်မှာမှခံဒီပါခန္ဒီပါမနိဗ္ဗာန်ရောက်ရဧကံသာပမာစကားတစ်ခုရှိတယ်လေသီးခံနိဗ္ဗာန်ရောက်ဘာလဲတော့ရောင်းမြန်ပြန်ပြောသီးမခံရင်ဝီသီးရောက်ပေါ့ဓာတ်ရိုက်ပြောပါအင်တာလိုက်လေးပြောမနေပါနဲ့ဟုတ်လားအဲ့တော့တို့ကမဟုတ်ရင်မခံဘူးဟဲ့ဆိုတော့ဟုတ်ရင်ရောခံသလားဆိုတော့ဟုတ်လဲမခံမဟုတ်လဲမခံခံတီတရားဆိုတာဘာလဲဆိုတော့ခံနိုင်တဲ့လူပေါ်မှာဒါတီတာကိုခံတီတော်တော်လေးဟုတ်လားခံနိုင်တဲ့လူပေါ်မှာပဲတီလို့ပါခေါ်လဲဟေး
အဲ့ဒါကြောင့်မလို့ဘုံဘုံတို့ဘာလို့ကြိုးစားပန်းစားတရားဟောဘုံဘုံကပြောသေးတဲ့သမီးတွေကဘုံဘုံတော်တဲ့တပည့်တော်ဘုရားသီလပွဲဆိုတော့ချိုပြီးတော့ညှပြီးတော့လျှော့ပြီးတော့မဟောနဲ့ငါပရရှာပေးနေတာဒီကောင်မှကောင်းတော့မဟုတ်ဘူးအဲ့ဒါစဉ်းစားကြည့်ဘုံဘုံကလေနားလေအောင်ပြောပြတယ်ပြီးတော့ဘယ်နေရာမှာဟောဘလောက်ပဲဟောအာကျုံးမှန်တဲ့ဟောဖြစ်လေရဘဝတိုင်းမှာအကျိုးပေးခဲ့သည်ရှိတော့ထက်ထက်တန်တန်အကျိုးပေးအောင်လို့ဆိုတော့မြို့တော်များကိုဘုံဘုံကစုချမယ်ဟိုမြင်းပိန်မာလေးတစ်ကောင်ရယ်မြင်းအားကောင်းကောင်းတစ်ကောင်ရယ်ဘာယူမလဲဟုတ်လားဟိုစိုက်ကားစုပ်လေးတစ်သိန်းနဲ့ပရာဒုံနဲ့ဘာယူမလဲဟုတ်လားကုသိုလ်ကောင်းမှုလုပ်ရင်လည်းအဲ့လိုထက်ထက်တန်တန်လုပ်ရတယ်မဟုတ်ဆိုရောက်တော့ရောက်မယ်အညောင်ကြည့်ဘာမလို့ဟယ်လိုဘယ်ရမဆိုတော့မြို့တော်များထက်ထက်တန်တန်တက်တက်ကြွားကြွားထက်ထက်မြက်မြက်ထူးထူးညွန့်ညွန့်ဟိုတခဲအားပြတ်နေတဲ့ဗတ်ဒီအိုးကြီးဖွင့်ရတယ်နဲ့ဖုံးမတိတ်ဟောပြတာနော်အားမရအဲ့တော့ဦးဇင်းရဲ့ဆိုတော့မြို့တော်များမှတ်သုဘတိတဝါစာစကားကောင်းကိုပြောတယ်ဆိုတာတိသစ္စာဝါစာမှန်တာကိုပြောပါမုဒ္ဒဝါဒရှောင်ပေါ့နဲ့သုဘတိတဝါစာမကွဲမပြားညီညွတ်သွားမဲ့စကားကိုပြောပါသို့ကြမ်းတမ်းသောစကားကိုမပြောပါနဲ့ချစ်တရားစကားကိုပြောပြီးတော့သူများရဲ့နားထဲကိုပြားရည်လောင်းထဲလိုက်သလိုနဝင်ချိုတဲ့စကားပြောပါတဲ့။ဘာချိုတဲ့စကားနားဝင်ချိုသွားတဲ့စကားနဲ့နားဝင်ခါသွားတဲ့စကားနဲ့သူတော်မျိုးတော်များပါကြက်အေးအဲ့ဒါလေးကိုကြိုက်တယ်လို့ပဲသူများကြိုက်အောင်ပြောပါဟုတ်လားစကားပြောတာဘဝတန်တရားတစ်လျှောက်လုံးမှာဦးဇင်းတို့ရဲ့နှုတ်ခမ်းတွေနဲ့ပြိဿရဲ့ဝစီကံအကုသိုလ်တွေယူတာများလွန်းလာပြီတဲ့ဒီဘဝမှာအသိဉာဏ်ရှိတော့လေနောက်ဘဝလူပြန်ဖြစ်ရင်မသေးကြလို့သေးကြနေသေးတဲ့ဒီဘဝမှာဝစီကံနဲ့ကုသိုလ်ယူနေတာမင်းမမင်းလားလူ900ကုသိုလ်ရတဲ့ဆိုတော့ဘုံဘုံကပညာပါရမီကုသိုလ်900မရဘူးလားလူ9000သိသွားတယ်ဆိုတော့ဘုံဘုံရဲ့ပြောပြချက်ပညာပါရမီတွေကိုလူ9000သိရင်ဘုံဘုံကပညာပါရမီကုသိုလ်9000မရဘူးလားတနေ့ကိုလူ900သိတယ်ပဲဆိုကြပါစို့ပညာပါရမီ900ရရင်10ရက်မှာပညာပါရမီ9000ရက်တရာမှာပညာပါရမီ9000ရက်1000မှာ9သိန်းဆိုတော့မြို့တော်များဘုံဘုံတရားဟောတာဒီကနေ့ပါဆို9နှစ်ဒီနေ့မှာရက်ပေါင်း365 300ပဲထားရက်ပေါင်း1500ဆိုရင်ပြိဿရဲ့ပညာပါရမီပေါင်း9သိန်းခွဲလောက်ရပဲအချိန်ပေါင်းနာရီပေါင်းစက္ကန့်ပေါင်းမိနစ်ပေါင်းတွက်ကြည့်တယ်ဟုတ်လားနောက်ဘဝကျပညာရင်းရှင်ဟင်းမိမလား sorry ပဲတနာတယ်ဟုတ်တယ်မလားဘုန်းကြီးတော်သူ့ဘုံဘုံငါဘုံဘုံတို့ဘုံဘုံဟောမှတို့ကနာမတို့ဘုံဘုံမဟုတ်ရင် sorry ပဲမကြည့်ရှိသူသွားနေမှာစွစွရေစောင်းပြောတာဟုတ်ပါဘူးနော်တဲ့ပြောတာပါအဲ့ဒါကြောင့်မလို့ဦးဇင်းရဲ့သူတော်မျိုးတော်များတကောက်လိုက်ဆိုကြလိန်ညာမပြောအမှန်ပြောဆိုသဘောတွင်ပြင်ဖြောင်းရမယ်မကွယ်မပြကျန်တမ်းမပြောချစ်ဖွယ်တော့နဝင်ချောအောင်ပြောရမယ်အဖြစ်မနောဖြစ်ပြရောအမှန်သဘောကိုပြောရမယ်ယသမသုဘာသောကြောင့်တုံးမဲ့သင်တို့တွေသည်သူဘာတိတဝါစာယေဝအပြည့်လေးပါကင်းလို့မို့ကောင်းမြတ်တဲ့စကားကိုသာလျင်ဒုံမဲ့သင်တို့တွေသည်ဝရိယာထတရိတရားလက်ကင်ဒါကစကားပြောတတ်အောင်ပြောမိကြလေကုန်ရသတည်းဟောဒီကဘာလောကကြီးမှာဘယ်လူမျိုးကပဲပြောဘယ်ဘာသာစကားနဲ့ပဲပြောလောကီလောကုတ္တရာဇီဝနှစ်ပါးကိုမပြည့်စည်ပဲနဲ့ကောင်းကျိုးချမ်းသာရသွားစေရင်အဲ့ဒါသူဘာတိတဝါစာပဲဟုတ်လားဒီကနေ့အင်္ဂလိပ်တွေကနေမဝင်အင်ပါယာဆိုပြီးတော့ဟောဒီကဘာကြီးကိုအုပ်ချုပ်သွားတာစကားနှလုံးပဲရှိတဲ့ရဘူးလားသမီးလေးရဘူးနော်ဟောဒီအင်္ဂလိပ်တွေကဟောဒီကဘာဗမာပြည်နဲ့တကွဒီကဘာကြီးကိုပြတဲ့ဒုတိယကဘာစေကြီးလှုပ်ပြီးအုပ်ချုပ်သွားတာစကားနှလုံးနဲ့အုပ်ချုပ်တဲ့စကားဘယ်နှလုံးအများကြီးလားနည်းနည်းလေးလားသိကျင်ဘူးလားသိကျင်သဘော9000တဲ့ဒီဘုန်းကြီးမို့လို့ပြောပြတာ please thank you ဟုတ်လား
ကျေးဇူးပြု၍နဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပြု၍အဲ့ဒီရေခွက်လေးကမ်းလိုက်စမ်းပါဟောမပေးရဘူးလားကျေးဇူးတင်ပါတယ်နော်နောက်တစ်ခါကျမတို့လေရင်ကလည်းပြန်လဲစုံတွေ့မှလို့မျှော်လင့်ပါတယ်နောက်တစ်ခါတစ်ခါစုံတွေ့ရင်9000ပေးပါမစိုးလို့ပါဘူးလို့သူကပြန်လဲစုံတွေ့မှလို့မျှော်လင့်ပါတယ်ဆိုတော့7သိန်းချတယ်9000ကုန်တော့ပဲတော့ဒီကြားထဲပြောသေးတယ်ဗမာပြည်ကဗမာလူမျိုးတွေရောင်းလိုက်ရဆိုတွေကလက်မှတ်ကရှုံးပြီးတာမရောင်းချင်ဘူးတဲ့အဲ့တော့သေတော်မျိုးတော်များဒီကနေ့အင်္ဂလိပ်တွေကကဘာကိုအုပ်ချုပ်သွားတာစကနှလုံးမနှလုံးနှလုံးပါတယ်ကျေးဇူးပြု၍နဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးမျိုးဦးဇင်းရဲ့သေတော်မျိုးတော်များပြောရအောင်ချုပ်တာဟုတ်လားဦးဇင်းတို့ဗမာတွေကကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိရင်အောက်တန်းဘယ်လောက်ကြလဲဆိုတော့ဟဲ့တဲ့ကျေးဇူးကချက်စားလို့ရသလားကြည်တယ်ကြည်တယ်ကျေးဇူးတင်ပါတယ်လို့ပြောတာဒေါသစကားလားမေတ္တာစကားလားကောင်းတဲ့စကားလားမကောင်းတဲ့စကားလားအဲ့ဒါတစ်ဖက်ကလက်ခံတဲ့လူကဒေါသဓာတ်ခံအားကြီးပြီးတော့မှအကုသိုလ်ဓာတ်ခံတဲ့လူမိုက်ဆိုတော့ဟဲ့တဲ့ကျေးဇူးတင်တယ်လားမပြောနဲ့တဲ့ကျေးဇူးတင်တာမစားရဘူးလေကြည်စမ်းအောက်တန်းကြရတာဟုတ်လားဆိုတော့မျိုးတော့များမေတ္တာပေးမှမေတ္တာရတာချစ်တာပေးမှချစ်တာရတာကျေးဇူးပေးမှကျေးဇူးရတာပေါ့အဲ့ဒါဟဲ့ကျေးဇူးတင်တာကြိုက်သားလို့ရတာမဟုတ်ဘူးတကယ်ကျေးဇူးတင်တယ်ဆိုဘယ်လိုက်ပြေးပါလားဆိုငကြီးကြအဲ့တော့ဒီအဲ့လိုပြောတော့ဘုံဘုံတော့ပြောမဲ့စကားကနဝင်ချိုတာနဲ့နဝင်ခါတာနဲ့ဒီစကားကဘုံဘုံကမတော်မကြခင်စာအုပ်ပြန်ရေးမှာပါဟောအားရနေတနေ့ကြပေါ့ကြဲကြဲပြည့်ပြည့်နဲ့2နာရီ3နာရီလောက်4နာရီလောက်ကြဲကြဲပြည့်ပြည့်နဲ့ဇတ်တော်တွေနဲ့သတ္တိတာရကတွေနဲ့အတန်ကောင်းကောင်းဆက်ကောင်းကောင်းလူကောင်းကောင်းနဲ့ဘုံအေးစေးပြန်ဟောမယ်နော်အဲ့တော့ဒီလိုမျိုးတော့များဒီကနေ့ပြောရမှာနဝင်ချိုအောင်ပြောပါဘာလဲတော့နဝင်ချိုအောင်ပြောပါနဝင်ချိုတာနဲ့နဝင်ခါတာနဲ့ဘယ်ဟာကောင်းနဝင်ချိုတာပြောမိတာများလားနဝင်ခါတာပြောမိတာများလားကောင်မဘလို့နေငါတော့တွေ့ထဲတာပဲသူကမဲ့ရွက်ကြက်တခဲ့တာပဲဘယ်ရမလဲငါကဒါမျိုးဆိုငါတို့ကအဲ့ဒါမျိုးတွေမခံကျင်တာအဲ့လိုနဝင်ခါတဲ့စကားပြောရတာကိုသူကပါဇက်အရသာတွေးနေတာတသံတရားလုံးကဝစီကံအကုသိုလ်တွေယူခဲ့တာများလာပါပြီတဲ့တောကြပါတော့ရက်ကြပါတော့မုန်းလို့ပြောတာလားချစ်လို့ပြောတာလားမြတ်စွာဘုရားဝိဘတ်တော်12ပါးဝစီကံကြောင့်ဝတ်လိုက်တာများတယ်ဟေးဘုရားပြည့်တဲ့ကွာဘယ်လောက်ကျင့်လဲဒုက္ခရစရိယာ6ရက်ကြာကျင့်တယ်ဟေးသူများက6ရက်ကြာကျင့်ငါလိုကောင်မျိုးဘုရားပြည့်6နှစ်ကျင့်မကွာဘယ်နှစ်နှစ်6နှစ်ပါဗျာအားစွာလားနှုတ်သီးစွာဟုတ်လားဆိုဉာဏ်ကောင်းပညာတဲ့ဥစ္စာဘောဆိုတော့ဘဝင်မြင့်ငါလိုကောင်မျိုးဆိုရင်လေလုံးထွားတာအဲ့ဒီနှုတ်သီးစွာပြီးတော့ဒီဘဝဒုက္ခရစရိယာသေအောင်ကျင့်ရတာအဲ့လိုဖြစ်ကုန်တာကိုလူတွေနော်ချစ်လို့ပြောတာပါသာသနာပြုကြတဲ့ဦးဇင်းရဲ့ဆွေတော်မျိုးတော်များစကားတက်ကြတဲ့လူတွေကပို့ပြီးတော့မှပြိဿဒုက္ခရောက်ရှာခြင်းရောက်တတ်တယ်နော်နှုတ်ကြောင့်သေလက်ကြောင့်ကကြေယုံပဲကြည်တာမသိဘူးနှုတ်ကြောင့်ဒီကနေ့မြန်မာရာဇဝင်ကိုဖတ်ကြည့်ပကံရာဇဝင်ကိုဖတ်ကြည့်အကျယ်ကြီးမဖတ်နိုင်ရင်ဒေါက်တာမတ်တင်ဝင်းရဲ့ဇာတိနဲ့အစဉ်လာကိုပဲဖတ်ကြည့်ဒီကနေ့ကမ္ဘာကိုမြန်မာကိုဥဆောင်သွားတဲ့ပုဂ္ဂိုလ်တွေကစကလုံးကောင်းကောင်းနေနဲ့ဥဆောင်သွားပြီးတကလားဥဝိဇာရကဟိုနာကြောက်တိုင်းကြီးမှာရောက်ကြီးရှိတယ်မဟုတ်လားဥဝိဇာရကတေကန်ဒီစကလုံးတစ်လုံးမှာခဲ့ဟဲ့လိမ့်လိမ့်မာနေခဲ့ကြဘယ်လိုပြောလဲလိမ့်လိမ့်မာနေခဲ့ကြဒါပဲအဲ့ဒါသမိုင်းဝင်တကားဟုတ်တယ်မလားသမိုင်းဝင်ပြီးရင်ဘုံဘုံတို့အင်းစိန်ဝင်ရုံပဲကျန်တော့တယ်ဘုံဘုံပြောတဲ့တကားအင်းစိန်ဝင်တကားသူကသမိုင်းဝင်အဲ့လိုကိုယ်ကနဝင်ချိုတာဘယ်လိုလဲဆိုတော့ဘုံဘုံပြောပြမယ်အလုံးလိုက်ဆိုကြတရာကင်းညာတရာစကားသူနာရဲမာနာခရဲသီလကင်းညာသီလစကားသူနာရဲမာနာခရဲကြာမြင်နေညာသုဒ္ဓစကားသူနာရဲမာနာခရဲကစေနေညာလူစကားသူနာရဲမာနာခရဲပညာကင်းညာတရားစကားသူနာရဲမာနာခရဲဆိုကြည်လားတရာကင်းညာတရာစကားသူနာရဲမာနာခရဲပ
သီလကင်းညာသီလစကားသုနာရေမာနာခရေနာခတဲ့စကား၅ခွန်းရှိတဲ့မှတ်ဟိအင်္ဂုတ္တပါဠိတော်ပေစကားနိဗ္ဗာန်ဒုက္ခထာသုတ်တံမှာဘာမှတော့မဟုတ်ပါဘူးကိုစာတကြောင်သိအောင်နည်းနည်းသမဂုံပြတာပါဟုတ်လားနိကေကြီး9ရက်ရှိရဝဲအင်္ဂုတ္တရနိကေဟုတ်လားတသကပေါင်း32ခုရှိရဝဲပင်စကနိဗ္ဗာန်ပါဠိတော်ပေါင်းမြောင်များစွာရှိရဝဲဒုက္ခထာသုတ်တံ၌လာရှိတော့ဒီနေ့ဟာပြုပြကြတာဘာမှမဟုတ်ပါဘူးသိမကြောက်လိုက်ပါနဲ့မိုးထောင်ဖောက်လိုက်တာပါတရာသီလသုဒ္ဓစာကပညာပြောတရာသီလသုဒ္ဓစာကပညာအတတတတတ္တကထာဒုက္ခထာအတတတတရာတရားမရှိတဲ့လူတယောက်ကိုတဲ့တရာကထာတရာတရားနဲ့ပတ်သက်တဲ့စကားတွေပြောမိရင်ဒုက္ခထာအဲ့ဒီလူနာခါတယ်ဟုတ်လားဖယားမကြည်ညိုတဲ့လူတယောက်ကိုဖယားအကြောင်းသွားပြောရင်ဘာဖြစ်လဲနာခါမလီမပြောသမားနဲ့သမန်တရားမကြည်ညိုတဲ့လူသံဃာမကြည်ညိုတဲ့လူကံကံရဲ့အကျိုးကိုမယုံတဲ့လူဒီဘဝဟောဘဝနောက်ဘဝကိုမယုံတဲ့လူတဲ့ပြိဿရဲ့အဲ့ဒီလူတွေအဲ့ဒီစကားသွားပြောရင်နာခါတဲ့ဘာခါလဲတရားတရားမရှိတဲ့လူကိုတရားတရားအကြောင်းသွားပြောရင်ဘာဖြစ်လဲနာခါကျန်တဲ့ဆဲဆိုချိန်ပေါင်းရေရွတ်မြည်တွန်တောက်ပြီးအဲ့ဒါမျိုးမှနာခါတာမဟုတ်ဘူးနော်အဲ့ဒါကနာခါတာမဟုတ်ဘူးအဲ့ဒါကနာဆက်တာသိလားဘုံဘုံတို့ဓမ္မဂရိကဘုန်းကြီးတွေကိုလေလူတွေကနာမည်ပေးထားတာသိလားသမီးတို့မှတ်ထားငရုတ်သီးဘုန်းကြီးတဲ့ငရုတ်ကောင်းဘုန်းကြီးတဲ့သိလားတချို့ဘုန်းကြီးတွေကတိတ်ပြီးတော့မှပလင်ဘောကနေပြီးတော့ဓာတ်ရိုက်ကြီးဆဲဆိုချိန်ပေါင်းရေရွတ်မြည်တွန်တောက်ပြီးတဲ့ဘုန်းကြီးတွေရှိတယ်အဲ့ဒီဘုန်းကြီးကျတော့ငရုတ်သီးဘုန်းကြီးတဲ့ဘာဖြစ်လဲဆိုသူတို့တရားနာတာပူဆက်ပူတောင်းနေတယ်ငရုတ်သီးလိုပဲတိတ်ပူတယ်တဲ့ဘုံဘုံတို့ကြတော့ငရုတ်ကောင်းဘုန်းကြီးတဲ့သူကဟိုမရောက်ဒီမရောက်တဲ့နည်းနည်းလေးပူဆက်ပူတောင်းဖြစ်ုံလေးတဲ့ဘုံဘုံကဆက်ဆက်ကြီးမပြောရဲပါဘူးပြောသားလေးဆိုတော့ဘုံဘုံကအိသိဟိုဘကန်းက2မိုင်လောက်ဝေးတဲ့ရွာမှာမွေးဖွားတာတောမှာမွေးတော့တောသားစကိုင်းတောင်နဲ့ရွှေမင်းဝန်တောင်တောင်ကြီးနဲ့တောင်ရဲ့ဂျားထဲမှာနေတဲ့ကြီးပွားတဲ့အတွက်ကြောင့်တောင်ကြားကနေတာတောမှာမွေးဖွား၍တောင်ကြားမှာကြီးပြင်းပါသောကြောင့်တောကျိုတောင်ကြားကဘုန်းကြီးဆိုတာကိုမစစ်ပြောမနာပါဘူးဘာလို့နာမှာဟုတ်နေရအဲ့တော့ဦးဇင်းရဲ့သူတော်မျိုးတော်များတရားတရားမရှိတဲ့သူကိုတရားတရားအကြောင်းပြောရင်ဘာဖြစ်လဲနာခါတဲ့သီလမရှိတဲ့လူကိုသီလအကြောင်းသွားပြောနာခါတဲ့တန်ခါတဲ့ဟဲ့မင်းသူများသက်မသက်နဲ့ကွာသွားပြောနာခါတဲ့ကွာဒီကောင်လေးဘာမှမသိဟုတ်တယ်မလားအာဒိဏရဏသူများဥသာခေါ်ဝတ်လူရဲ့အနုနည်းနဲ့ကျမ်းနည်းနဲ့တရားနည်းနဲ့မတရားနည်းနဲ့ဒီတဲ့ဈေးတွေပါအာနာတယ်နော်ညီမို့လို့ငါရောက်တာသိလားဒီစင်နဲ့သိကောင်းတာပြင်မှာတော့ဒီစင်နဲ့မရဘူးငါလမ်းသိတောင်ရှုံးသေးတယ်ညီမို့လို့ဟဲခင်းလို့ယူထားလိုက်နော်ဟဲဈေးရတဝက်တင်ပြီးသားဒီဘက်ကစီရ3500ဟိုဘက်ကစီရ4500ဟိုဘက်ကစပယ်ရှယ်စီ9000ယူသိလားဒီစီရဒီစီပဲပုံပြောင်းထဲတာစီရောက်တဲ့လူတွေမျိုးစုံနော်အေးဘိုးကရည်လဲရည်တယ်ငိုလဲငိုချင်တယ်ရည်ချင်တာကသူတို့လိန်နေတာသိလို့ငိုချင်တာကသူတို့ဘဝဒုက္ခပဲလို့နော်အဲ့တော့သူတို့မျိုးတော်များရှေးတော့ကကိုရင်လေးနဲ့ဘုန်းကြီးတို့ပါနေတာကိုရင်လေးကစောစားတဲ့ခါကျတော့မနေ့ကအာယုံဆုံးစားတာညနေဘက်ကကြံနေခဲ့တဲ့ထမင်းချမ်းလေးစားတဲ့မဟိပါစထမင်းချမ်းစားတော့ဗကံလဲယူလိုက်တော့အပေါ်ကနေတပည့်ဘုံကကလန်ဆိုတပည့်ဘုံကြခေါင်းရတိုင်းနေရကျတော့ကဟဲ့ကိုရင်ဘယ်လိုလဲတပည့်တော်ကိုရင်ပါဗျာဘာကိစ္စတပည့်တော်အာယုံဆုံးဗိုက်စားလို့စားမလို့ပါဗျာမင်းပါစားမှလဲမနေ့ကကြံနေတဲ့ထမင်းချမ်းကလေးစားပါမယ်မှန်နော်မနေ့ကကြံနေတဲ့ပါလေအေးဓမင်းကြံခဲ့တော့ဓမင်းကြံခဲ့ပေါ့ကွယ်ငါကိုရင်ရဲ့ရှာတော့အပူမလောင်သေးနဲ့ကွယ်မဟေရှာပါဖြစ်လေဓမင်းကြံခဲ့ကရှာပူလောင်တရားရှိသလားရှိပါဘူးပိဿဝကနာသာပြီးမှသာဟေလောဘတဏစိတ်နဲ့မစားနဲ့ဟေစားရင်လည်းဆိုတဲ့စိတ်နဲ့စားလောဘတဏနဲ့ဆိုရှာပေါ်မှာလောဘတဏအပူလောင်ဟ
ဟာသမင်းချင်းကြီးကအေးလိုက်တာငါပူပူလောင်လောင်နွေးနွေးလေးမှမစားရတာဆိုရင်လေဒေါသအပူလောင်ပြီးတော့မှစားငါမို့လို့စားရတာသူများတွေမစားနိုင်ပေါင်းဆိုမာနအပူလောင်ပြီးစားငါပဲစားမယ်သူများတွေမစားသေးခြင်းဘူးဆိုအိတ်တာမစ္စရိယအပူလောင်ပြီးစားမှာမဟုတ်လားဆိုတော့မျိုးတော်များစားတော့စားရှာပြားမှာအပူမလောင်စေနဲ့ဘာလဲတော့ရှာပြားမှာမှန်တော့ရေးမကြည့်ဘူးလားရှိပါရဲ့လောက်ပါရှာပါဖွေးပါသို့တော့ဘယ်လိုအာဟုသူတွေနဲ့မရောပြန်းစေနဲ့တဲ့ချစ်လို့ပြောတာပါဘလောက်ချမ်းသာချမ်းသာတဘွားပါပဲသိရင်ပြီးပြီဒါပဲပါဟုတ်ဘူးဟုတ်လားဘုံဘုံပြောတဲ့ဒေသနာတစ်ခုရှိတယ်နော်ယဟန္တာမဟုတ်သေးသမျှဘယ်သူမှဘာမှမဟုတ်သေးဘူးပြောစမ်းဘုရားဆိုတော်မျိုးတော်များမျိုးသမီးများယဟန္တာမကြီးတဲ့ဖြစ်ချင်ဘူးလားဖြစ်ပါလားဘာမှဘယ်ကိုကြတော့ဘာမှပြောဘာမှချစ်ချစ်ပြောလိဘာမှကိုเจ้าကိုသိဒကာကြီးတွေလည်းယဟန္တာဖြစ်ချင်တာမဖြစ်သေးဘူးဆိုတော့ဒကာကြီးတွေလည်းဘာမှဒီပလင်ဘွားဘုန်းကြီးလည်းဘာမှဒါကြတော့အတန်ကျေတယ်သူတို့ခါကြတွယ်ချင်းနေရတာသူတို့မြတ်တာအောင်မရှိဘူးတရားတရားမရှိတဲ့လူကိုတရားတရားကြောင့်သွားပြောရင်နားထဲမှာဘာဖြစ်လဲခါသီလမရှိတဲ့လူကိုသီလကြောင့်သွားပြောခါပြောဦးမယ်မနေ့ကလင်းမမန္တလေးအပြည်ပြည်ဆိုင်ရာလင်းဝင်တက်လာတော့အဲ့ဒါအေးမန္တလေးပေါ်တက်တော့ကားပေါ်တက်တော့ကားပေါ်မှာခရင်လောက်မှာလူတယောက်ကလက်ကတော့55လောက်ရှိပြီဒါနတစ်ခုအားပေါ့လေဒါနဆိုင်ရာတစ်ခုကနေပြီးတော့အဲ့ဒါသူကရန်ကုန်ကလူကမန္တလေးသွားအပြန်ကြတော့မန္တလေးကကလေးမလေးတယောက်ခေါ်လာတာအမှသူကဟာဝယံချက်တွေပါတယ်နဲ့လှပ်ပတ်နေသူတို့ချင်းချင်းသိဟဲ့ဟုတ်ပါဟုတ်ကောင်လေးမဲပါဆယ်ဆွဲလာတယ်ပါဆယ်ဆွဲလာတယ်ဘုန်းကြီးကြည့်နေဒီကောင်လူလက်တဲ့ဘာမှမရှိပါဘူးသူပြင်းနဲ့ကောင်မလေးတယောက်တည်းရှိတာပါဒါကြီးပါလဲပါဆယ်အဲ့ဒါပါဆယ်လေးဟာခင်ဗျပါဆယ်ကြွအိတ်လည်းမပါဘူးအဘုံပြောပါတယ်ရှင်ဘုရားဗာတိလဲဗျာတဲ့လက်ဖက်ဆိုင်သွားတော့လို့ဝါပါလျက်ကနဲ့နောက်တဲ့အပေါ်ချိုးအိနဲ့လက်ဖက်တစ်ခွက်ထည့်လာရင်အဲ့ဒါပါဆယ်လို့ခေါ်တယ်တဲ့ဟုတ်လားဗာလေးဆွဲလာပါဆယ်ဘုန်းကြီးလည်းခရုအခုမှဘောဓုတ္တတွေတိုးတက်တယ်နော်ပါဆယ်တဲ့လိုက်ပွဲတဲ့ပူစီတဲ့ကြွက်စုပ်တဲ့အဲ့ဒါကိုယ့်အကိုစားတော့ပြီးအပေါ်လေးတစ်ယောက်တော့ဆွဲလာရင်ဒါပါဆယ်တဲ့ကိုယ်မှလည်းရှိပါလက်ကနဲ့နောက်အပေါ်လေးတနေရာသွားပြီးတော့တိုက်ခလေးတကငါပြီးသွားပေးတာဒါကြတော့လိုက်ပွဲတဲ့ကိုဘေးနာကိုဦးရဲ့သမီးရဲ့ဘုရားသမီးကလေးဘာညာဆိုရော့မဘော3000ဟမ်မုံတစ်လုံးဆိုအဲ့ဒါကြောင်လေးလို့ချွဲလို့မသူ့ပူစီတဲ့အနမ်းမှလာပြီးထီးဆောင်ပြီးဘုံဦးရဲ့သမီးရဲ့ဆိုပြီးတော့ဘုံလေးနဲ့အမြဲတမ်းစတိကလီကူမာလုံနေအဲ့ဒါကျွတ်ဆုပ်တယ်ဘုံလည်းမသိပါဘူးသူများပြောတာကြားဘူးတာပါတော်ကြနားခါတာတွေဖြစ်နေမှာသို့ရမယ်ဒကာကြီးတွေအားတော့နာတယ်ပေါ့နော်ဒီထဲမှာပါစေတော့ရှိတော့ပါဘူးနော်ကိုယ်တော်ကလည်းသူတော်ကောင်းနေအဲ့တော့သူတော်မျိုးတော်များသေလမရှိတဲ့လူအဲ့ဒီပါစေသမားသွားပြီးဟေးကာမေတုမိတ်သာသရကံမကောင်းဘူးသွားပြောဟိုကောင်တနာတာပေါ့ပြင်းတာပေါ့ကိုတော့ဘာလာပြောနေဘာသာကြီးရောက်တော့လက်မှနားခါတယ်မြုပ်လားသေလမရှိတဲ့လူအတွက်သေလစကားတွေနားခါတယ်သုဒ္ဓအကြမ်းမြင်ဘ ਹੁ တုဒ္ဓနဲပါတဲ့ပုဂ္ဂိုလ်ဟာအကြမ်းမြင်ဘ ਹੁ တုဒ္ဓအကြောင်းပြောရင်ဒီလူနာခါတယ်ပေါ့အေးပရိသတ်ရဲ့နမလေးကစီနဲ့ကောတရားပုဂ္ဂိုလ်မျိုးဟေးလူကြပါဟေးတန်းကြပါဟေးဆိုတော့နာခါတယ်တဲ့လူစရာအကြောင်းပြောသမ်းပါနဲ့ဒီမှာရှိပါဘူးဒီကနေ့ပဲဦးဇင်းတို့နာမည်ကျော်ရိတ်တာကြီးတစ်ခုကနာမည်ကျော်ဆရာတော်ကြီးတစ်ပါးရဲ့နာမည်ကျော်ဒီလားဒုတိယအကြီးဆုံးတိုက်အုပ်ဘုန်းကြီးတစ်ပါးကိုတရင်ညောလာပြည့်လောင်မုံလာပြည့်နေမှာကျောင်းမှာတန်ခါလေးကိုမဲချပြီးလူမလို့ဒါတော့ပြင်ဘုန်းကြီးဆိုတာဆရာတော်တန်ခါတော့တက်တော်ကြီးသွားပြီဆိုလို့ရှိရင်လက်လာဘကပေါ်တာပြည်စည်းတဲ့သင်္ခန်းတွေဆိုထပ်လိုက်တော်ရဘူးတွေဆိုထပ်လိုက်ဘုံကံကသိကြီးမှာအဲ့ဘုန်းကြီးကကတိနဲ့မသိတော့တယောက်ကသွားပြီးတော့ဟေးဘုန်းကြီးကြီးသွားလူခံကမဲချပြီးလူမလို့အဲ့ဒါသွားပြီးတော့မှဘုန်းကြီးဘာထဲမလဲလို့သွားမေးဆိုတမင်တကာမေးခိုင်းလိုက်တယ်ဘုန်းကြီးကဘာပြောတယ်မှတ်လဲသင်္ကန်းနဲ့သုံးတရားနေရာပုံနာပြောရဘူးတဲ့ဒင်းညာပြည့်ပတ်စံနဲ့သိန်းရာကြီးတောင်းကြီးဗန်ထဲပြီးဘာပြောလဲဒီလအလူတွေများသွားလို့ဘာပြောလဲလူတွေတော့များသေးတယ်ကြိုးကဲကစီးနေတဲ့လူတယောက်အတွက်လူချင်းတန်းချင်းကြီးဘာဖြစ်လဲနာခါတယ်သွားမပြောနဲ့ဟုတ်လားနံပါတ်5
ပညာဉာဏ်ကင်းတဲ့လူတွေကိုပညာစကားသွားပြောရင်ဒီလူတွေနားခါတယ်ပေါ့ဒီဘုန်းကြီးကွာဘာတွေမှလည်းမသိဘူးဟိုတနေ့ကပဲဦးဇင်းအမတယောက်ကဖော်ကောင်လုပ်ပြီးတော့အောင်မယ်ဖုံဖုံတရားလိုက်နာတာဦးဇင်းရဲ့ဒီနေ့ဦးဇင်းတရားကိုတပည့်တော်မကြိုက်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေဖန်မယ်တဲ့ဘာဖြစ်လို့လဲပေါ့တယ်တဲ့မဲတရားပဲပေါ့တယ်တဲ့သူပေါ့တယ်လေးတယ်ရှိသေးတယ်ဟာနိုင်ရင်ခင်ဗျားစားခက်ပြီးတော့ဘောလို့ပြောတာပေါ့တယ်ဆိုလေးသွားရင်ခင်ဗျားတရားကိုအုတ်ခဲဆွဲပြီးနာဘောလို့ဘာဖြစ်လို့ပေါ့တာလဲဆိုတော့ဇက်ထုတ်လည်းမပါဘူးဟာငါမျက်ရွှေမတင်မောင်ညမက်လားမသိပါဘူးဟုတ်လားဇက်ထုတ်မပါရင်ပေါ့တယ်တဲ့အောင်မလေးဟဲ့ပညာဉာဏ်နဲ့တဲ့ပုဂ္ဂိုလ်တွေအတွက်ပညာစကားကိုပြောလာကြရင်အကြောင်းအရာတွေအချက်လက်တွေသိတရားမှတ်တရားတွေပြိဋ္ဌာရဲ့လိမ္မာတရားအကြောင်းအရာအချက်လက်တွေကသိလေးနဲ့သွားရင်ဒီလူတဏ္ဍမှာနာခါပြန်တယ်ဟုတ်လားဒီကနေ့လဲဇလန်းဇောက်ကမပါသေးဘူးငါလည်းပြန်ဒီဘုန်းကြီးတရားပေါ့တာဟုတ်လားပြန်ကြမှာစားကလေးပါလေခတ်တောက်ကြပေါ့ပြန်ဆိုကြသရာကင်းညာသရာစကားဒုနာရမနာခရသီလကင်းညာသီလအစကားဒုနာရမနာခရဓမ္မသောဘာသောကြောင့်တုံးမဲ့တင်တော်တည်းသူကတံယေဝသူများစကားသူများရဲ့နားထဲမှာမခါစေတဲ့စကားချိုချိုလေးတွေကိုသာလျင်ဝရေယာထတမင်၍ချေ၍ပြောဆိုတော်မူနိုင်ကြပါစေကုန်သတည်းဘုရင်ရဲ့သူတော်မျိုးတော်များဒီတရားကဉာဏ်တရားဆိုတော့ဉာဏ်နာနဲ့ထောင်ဟိကိုယ့်ရဲ့အုံနောက်လေးတွေလှုပ်ပေးကြအောင်လို့ဗမာစကားရှိတယ်အပြောကောင်းတယ်တဲ့ဘုံဘုံရဲ့တဒနာသာဝလေးတွေနောက်ပိုင်းဝေဦးမယ်ရုပ်ချောရင်ကောင်းတယ်အပြောကောင်းရင်ကောင်းတယ်ရုပ်ချောရင်မကောင်းဘူးလားအပြောကောင်းရင်ပိုကောင်းတယ်တချို့ကရုပ်တော့မလာဘူးဒါပေမဲ့အပြောလေးကောင်းတော့အောင်မြင်တယ်ဟုတ်လားရုပ်ချောရင်ကောင်းတယ်အပြောကောင်းရင်ပိုကောင်းတယ်သို့တော့အလုတ်ကောင်းတာကမှအကောင်းဆုံးပါတယ်တော့ရုပ်တွေဘလောက်ကောင်းကောင်းအပြောတွေဘလောက်ကောင်းကောင်းဘာကောင်းတာကမှအကောင်းဆုံးအေးဟဲ့နေဒီနေ့မှလာလို့သိလားမနေ့ကလာရင်ငါအိမ်မှာမုတ်တွေအများကြီးဟဲ့သိလားစေးပေါင်းခါတဲ့ညဆိုရင်ငါမက်သရီကိုတုတ်ကြွေးနေတာဒီနေ့တော့မရှိတော့ဒါဘာကောင်းတာဟုတ်လားစကားပြောကောင်းတယ်မသေးဘူးပေါ့နော်အဲ့တော့ကြာဝါလုံးလေးပြောလိုက်တော့ကြာဇီရိုလေးပြောလိုက်တော့ကြာလာမင်းကြီးပြောလိုက်အဲ့တော့ပြိဿပေါင်းသူတော်ကောင်းတို့မှတ်တာစကားပြောကောင်းတာအပြောကောင်းတာကဗရဏလားအကောင်းပြောတာကဗရဏလားဘာလုံးကြဲပြောခုံးမကြဘူးအပြောကောင်းတာဗရဏလားအကောင်းပြောတာဗရဏလားဒါဆိုရင်ပြောတော့ကောင်းစရာမလိုဘူးပေါ့တော်တော်စဉ်းစားဖို့ရတယ်နော်ဒါအရေးကြီးတယ်အဲ့လိုဘုံဘုံအဲ့လိုဉာဏ်တရားလေးကိုဘုံဘုံဟောကြတာသိလားပရိသတ်ကိုဘုံဘုံနဲ့အာမော်နေပြတဲ့ဒီနေ့ပေါ့လေဒါဘုံဘုံသုံးမယ်အဲ့တော့ဘုန်းကြီးတွေဦးဇင်းတို့သာသနာမှာဘယ်လိုဖြစ်နေလဲတရားဟောတယ်ဆိုတော့ဘုန်းကြီးကလည်းပလင်ဘောကနေကြက်ထားတဲ့စာတွေမျိုးလုံးပိတ်ပြီးပြောတယ်လူတွေငါစကားနားထောင်ခြင်းသလားနားမထောင်ခြင်းဘူးလားနားလဲသလားနားမလဲဘူးလားသူတို့ဘဝမှာအကျိုးရှိလားမရှိလားဘာမှမမှတ်ဘူးမျိုးလုံးပိတ်ပြီးချော့တာပဲအောက်ကလူတွေကလည်းခေါင်းလေးငိုင်းဝှေးရှိသမျှပေါ့ကိုရောရဲ့ကိုရောရှိရောက်ပါတော့ကိုရောပြီးပါပြီးရတော့ပါပေါ်ထားပြေးလို့မှမကောင်းတာပဲတီးတော့ကိုယ်တိုင်လည်းကိုလာခြင်းလို့လာတာမဟုတ်ပါဘူးအဖော်ကောင်းလို့လာတာပါဟုတ်လားအဲ့လိုနဲ့ဦးဇင်းတို့သာသနာပြန့်နှံ့အောင်ကျေပြန့်အောင်လုပ်တဲ့အခါမှာသိမအောင်မြင်ဖြစ်ဘုန်းကနားလဲစေချင်တယ် gain အပြောကောင်းတာဗရဏလားအကောင်းပြောတာဗရဏလားအကောင်းတော့ပြောတယ်ဟဲ့နင့်ကောင်ကအကောင်းနေပြောမယ်ဟဲ့ဆိုပြီးတော့အပေါက်ဆိုးဆိုးကြီးနဲ့ပြောရင်ကြိုက်မလားကြိုက်ပါဘူးဗျာဟမ်ခုနကတော့အကောင်းကဗရဏဆိုဟုတ်လားသိရေးကြည့်တယ်နော်ဟဲ့နင်းအိမ်မှာနင်းအဖေရှိလားရှိပါတယ်ရှင်ဟဲ့နင်းဘေပဲသွားလဲဟိုဘက်အိမ်သွားပါတယ်ရှင်မစင်ပြေလို့ဟဲ့နင်းအမေအဲ့ဒါဘယ်သွားလဲဆိုတော့သေနာကြီး
အဲ့တော့ဆိုတော့မျိုးတော်များဒါကသူ့အမေရဲ့အမျိုးသားဟာသူ့အဖေပဲမဟုတ်ဘူးလားအဲ့ဒါဆိုတော့မျိုးတော်များစကားကသိလို့တယ်စကားမို့ဆိုပြားတို့ချိုပြောဦးဇင်းရဲ့ဆရာကျေးဇူးတော်ရှင်ဆရာတော်ဘုရားကဦးဇင်းကိုဆုံးမထားတယ်ငါတို့ပဲပလင်မောကတရားဟောတဲ့အခါမျိုးမှာဘယ်သူကမှမထိစေနဲ့ဘယ်သူကမှမညှိစေနဲ့ဘယ်သူကမှမယိလေနဲ့တဲ့မှတ်ဘယ်သူကမှမထိစေနဲ့ဘယ်သူကမှမညှိစေနဲ့ဘယ်သူကမှမယိလေနဲ့ဟုတ်လားထိတိတိစကားလည်းမပြောနဲ့ညှိတိတိစကားလည်းမပြောနဲ့ယိတိတိစကားလည်းမပြောနဲ့တဲ့ကျေးဇူးတော်ရှင်ရေနံကျောင်းမြို့ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုင်းအကမဟာပဏိတဆရာတော်ဘုရားကြီးရဲ့ဩဝါဒမှတ်ထားနော်ဘုရားနောင်တော်ကြီးဆရာတော်ဥစ္စေကိနာကတော့ညီလေးတဲ့မင်းပလင်ပေါ်မှာပလင်အောက်ကပြဿနာတွေကိုပလင်ပေါ်ခေါ်တင်မလားနဲ့လို့ပြောတယ်ပလင်အောက်ကပြဿနာတွေကိုပလင်ပေါ်ခေါ်တင်မလားနဲ့ကိုလမ်းမှာကားပြက်လို့ဒုက္ခရောက်တာတယ်ဟုတ်လားဓမင်းငတ်ခဲ့တာလေဘာဖြစ်တာလဲညာဖြစ်တာလေအဲ့ဒါပလင်ပေါ်မှာတရားနဲ့မပတ်သက်တဲ့အကြောင်းအရာတွေလိုက်မပြောနဲ့သင်္ကန်းပေါ့နော်တချို့ဆိုဟာတရားမဟောသေးဘူးဟာသူကားကြီးကဘလောက်တန်းကြောင်းမင်းတို့ရတဲ့ဓမ္မပူဇော်ဝင်ကငါကားဘိန်းတဘိန်းသာတော့မရှိကြောင်းဓာတ်စီဖို့တော့မလောက်ကြောင်းနှစ်ပုံပြည့်အောင်လို့ငါနဲ့ကြာလေးဆက်ဟောရင်ကောင်းမယ်ဆိုကြောင်းနေရမရပူရမှာမန္တလေးမှာဘုန်းကြီးတို့ကအဲ့လိုဟောတာဟဲ့တယ်ဘလောက်ရလဲတသိန်း၈တောင်းပါဗျာနှစ်ပုံတော့မပြည့်ပါလားကွာတဲ့နောက်နိုင်ဝက်လောက်ဆက်ဟောလိုက်အောင်မယ်ကြည်ဆုံးခဲစကားတွေကနေပြီးတော့မှလောဘတန်နေထွက်ဘာတန်နေလဲအဲ့တော့သူတော်မျိုးတော်များကြီးဦးဇင်းရဲ့နောင်တော်ကြီးကတော့ညီလေးတဲ့ပလင်အောက်ကပြဿနာတွေကိုဘာဖြစ်လဲပလင်မောကိုခေါ်တယ်မလားနဲ့ဒါလည်းမသားစရာထောင်ဘုံဘုံကတရားစဟောတယ်တရားကလွယ်ဘာမှမပြောဘူးဟုတ်တယ်မလားကျေးဇူးတော်ရှင်ရွှေတောင်ဆရာတော်ဘုရားကြီးကဘာပြောလဲဘယ်သူကမှမထိစေနဲ့မညှိစေနဲ့မယိလေနဲ့ဦးဇင်းရဲ့ဆရာကျေးဇူးတော်ရှင်ဒီလိုဆရာတော်ဘုရားကြီးကတော့ငါတပည့်ရေတဲ့လူစကားကိုလူနာလဲအောင်ပြောกว่าဘာလဲတော့လူစကားကိုလူနာလဲအောင်ပြောခုဘုံဘုံပြောတဲ့စကားနားလဲလားနားလဲအေးရောဒါလည်းလူပဲအဲ့တော့သူတော်မျိုးတော်များမှတ်ဗျာလောကမှာဗမာစန္ဒတွေမစောပါနဲ့စန္ဒတွေစောလို့ခုလိုစန္ဒကြီး3000ဖြစ်နေတာဘာမှစန္ဒမစောပါနဲ့နေပါဖြည်းဖြည်းစကားများရင်အမှားပါတတ်တယ်တဲ့ပြောစကားများရင်အမှားပါတတ်တယ်ပြိစကားများရင်အပြစ်5မျိုးရတတ်တယ်မှတ်မုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာတံဖတ်ပလာပပြောမုဒ္ဒဝါဒသူတို့ပြောရင်သစ္စာ၄ပါးမပါရင်နိဗ္ဗာန်မပါရင်မက်မပါရင်ဖုံးမပါရင်ဒီဘုန်းကြီးတရားပေါ့တာလေသစ္စာလည်းမဆိုင်ဘူးတဲ့ငါဘာသီလတော့မရဘဲနဲ့လေလုံးမိုးလုံးထွားနေလိုက်တာအဲ့ဒါရောဘုံဘုံပြောတာပေါ့နိဗ္ဗာန်မဖို့ရလို့ရအောင်နဲ့တောင်းခဲ့တာလဲများလာပါဘေးအကျင့်မပါဗလာတောင်းတော့အာညောင်းယုံမဲ့အဖက်တင်သည်ညောင်းတယ်ကွယ်ခင်ဗျားတို့လည်းညောင်းတယ်ဘုန်းကြီးလည်းနားကြီးတယ်ဘုရားလည်းနားကြီးလို့သိတော့မယ်အဲ့ဒါဆိုတော့မြို့တော်များစကားများရင်အမှားပါတတ်တယ်စကားများရင်အမှားပါတတ်ပါတယ်မုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာတမ္ပပလာပအာဟုသောကံ၄မျိုးကိုပြောမိတဲ့ဖြင့်နံပါတ်5အပယ်၄ပါးလည်းကြားရတယ်အပြစ်5မျိုးရရတယ်နော်အဲ့တော့စကားများရင်အမှားပါတတ်လို့ပြည့်တဲ့ဗမာစကားတစ်ခုကြီးတဲ့တိတ်တိတ်နေထောင်တန်ဤဘာလဲတော့တိတ်တိတ်နေတဲ့လူသည်ထောင်တန်ဤမဆန်ဘလားတဲ့တိတ်တိတ်နေတဲ့လူသည်ထောင်တန်ဤလူအသည်တသိန်းတန်ဤပြောချင်တာကဘယ်စကားမှအတီအမြဲမယူနဲ့လို့တိတ်တိတ်နေတဲ့လူတိုင်းကမှန်ရိုးမှန်ထောင်တန်ရိုးမှန်ရင်အနေတဲ့လူကတသိန်းထောင်တန်သေးဟုတ်လားပြောချင်တာတိတ်တိတ်နေထောင်တန်ဆိုတဲ့စကားနေရာတိုင်းမမှန်နိုင်ဘူးဆိုတဲ့အကြောင်းဒီဘုန်းကြီးတိတ်တိတ်တာနေရမလားဒီပေါ်ထိုင်ပြီးတော့ငြိမ်းနေမယ်ကဲကမလေးဘုန်းကြီးတရားဟောကောင်းလိုက်တာလို့ပြောမလားဟုတ်လားကဲသမီးလေးရတဲ့လေနဲ့လောက်ရတာပဲဘုန်းဘုန်းတို့လည်းလေနဲ့လောက်ရတာပဲသူလည်းလေ polish တင်တာပဲဘုန်းဘုန်းတို့လည်းလေ polish တင်တာပဲနောက်10မိနစ်ဆိုတော့ပြီတနာရီတိတိရပြည့်တော့မှာမောရတာအဲ့တော့ဆိုတော့မျိုးတော်များပြောတဲ့ပြောလိုက်တဲ့စကားထဲမှာစကား6ခွန်းရှိတယ်အားလုံးဆိုကြစကား6ခွန်း
လူ၌ထွန်းလေးကုံကိုပဲနှခွန်းတဲ့တစ်ခါစကားကြောက်ခွန်လူ၌ထွန်းလေးကုံကိုပဲနှခွန်းတဲ့ဓမ္မသောဘာသောကြောင့်တုံးမဲ့တင်တို့တတဝတိသမ္မာဝါစာယေဝကောင်းမြတ်တဲ့စကားမျိုးကိုသာလျှင်ဝရိယတာကောင်းစွာမသွေပြောသူတော်မူနိုင်ကြပါစေကုန်သတည်းအားလုံးပြန်စမယ်အားလုံးလိုက်ဆိုမှန်မှန်မြန်ဆိုမှန်မှန်ကြိုးမရှိနှစ်သက်မပြောရမှန်မှန်ကြိုးမရှိမနှစ်သက်မပြောရမှန်ကြိုးမရှိနှစ်သက်မပြောရမှန်ကြိုးမရှိမနှစ်သက်မပြောရပြောမှန်လည်းမမှန်ဘူးသခေါ်မဟုတ်တဲ့ပုဂ္ဂိုလ်ကိုသခေါ်လို့သွားပြောရင်သူကကြိုက်လည်းမကြိုက်ဘူးအကျိုးလည်းမရှိဘူးဒီစကားမပြောနဲ့တချို့ကမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူများလည်းမနစ်သက်ဘူးဒါမျိုးလည်းမပြောနဲ့မှန်တော့မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးသူများနစ်သက်တယ်ဒါမျိုးလည်းမပြောနဲ့ဟုတ်လားမှန်တယ်ပေါ့ဗျာအကျိုးမရှိရင်မပြောနဲ့သူများလည်းနစ်သက်တယ်နောက်တစ်ခုကမှန်တော့မှန်တယ်အကျိုးလည်းမရှိဘူးသူများလည်းမနစ်သက်ဘူးဟဲ့မင်းဒါနနဲလို့မွဲတာကွာမင်းတလောက်မွဲနေတာမရှိတော့ကစီးနေတာကိုဟုတ်တာပေါ့ကတိနဲ့လို့ဒါနနဲ့လို့မွဲတာတော့မှန်တာပေါ့သို့တော့မှန်တော့မှန်တယ်သူကလည်းမကြိုက်ဘူးအကျိုးလည်းမရှိဘူးဆိုမပြောပါနဲ့ဟုတ်လားရုပ်တရက်တော့သူတော်မျိုးတော်များလွတ်လဲရမှာမဟုတ်ဘူးမက်လည်းမမြတ်မဟုတ်ဒီစာရွက်လေးလည်းယူထားဟုတ်လားပြီးတော့မှအမြဲတမ်းဒါကြက်ထားမှာခိုင်းပြန်ဆိုမှန်အကျိုးရှိနှစ်သက်မှန်အကျိုးရှိမနှစ်သက်ပြောဟုတ်လားပြောဆိုတာပြောပါလို့ပြောတာပြောခိုင်းပြောမယ်စကားနှခုံးကိုပြောတာမလေးရဲ့ပြောဆိုအေးရောကဲမှန်အကျိုးပြတ်ဆိုမှန်သိချစ်ဖို့ကောင်းတာပဲနော်သစ္စာဆိုရတဲ့အတိုင်းပဲတစ်ခေါက်ဆိုတစ်ခေါက်ပဲနှစ်ခေါက်ဆိုရင်မြေမျိုးမှာဆိုလို့ပြန်ဆိုမှန်ကျိုးရှိနှစ်သက်မှန်ကျိုးရှိမနှစ်သက်ပြောရနောက်နံပါတ်5နဲ့နံပါတ်6နှခုံးကိုသာလည်းမြတ်စွာဘုရားပြောတယ်တို့တွေကတော့အဲ့နှခုံးကလွယ်ကြံတာ၄ခုအကုန်ပြောဟုတ်လားအဝိဇ္ဇုံလိုက်ဆိုရကျိုးရှိမှန်ကန်နှစ်သက်ပြန်မနှစ်သက်ပြန်လည်းပြောရမယ်ကျိုးရှိမှန်ကန်နှစ်သက်ပြန်မနှစ်သက်ပြန်လည်းပြောရမယ်အကျိုးလည်းရှိတယ်မှန်လည်းမှန်တယ်သူများနှစ်သက်တယ်ပြောရောက်ရတုံးတရားကြောင့်သူများမနှစ်သက်နိုင်သည်ဒီကမှုအကျိုးလည်းရှိမယ်မှန်လည်းမှန်မယ်ဆိုရင်တော့ပြောသင့်ပြောလိုက်တဲ့အချိန်အခါအခွင့်ကိုကြည့်ပြီးပြောပါမှန်တိုင်းလည်းမပြောနဲ့နော်အကျိုးရှိတိုင်းလည်းမပြောနဲ့ဘာလို့ပြောလဲအခွင့်အခါကိုသိပြီးပြောပါဓမ္မသောဘာသောကြောင့်တုံမဲ့တင်တို့တွေကသမ္မာဝါစာယေဝသုဘာတိတဝါစာယေဝကောင်းမြတ်တဲ့စကားမျိုးကိုသာလျင်ဝရိယထကောင်းစွာမသွေကြိုးစား၍ပြောဆိုကြလေကုန်ရသတည်းဇက်တော်လေးတစ်ကြောင်းနဲ့တစ်ခုနဲ့ပြီးအောင်ပြောပြမယ်ရှင်းတော့ကမိမလေးတစ်ယောက်
မြို့သမီးလေးတယောက်ဇံဖို့မောင်းထောင်းနေရင်းနဲ့ဇံဖို့မောင်းထောင်းနေရင်းနဲ့ပြိဿရဲ့အဲ့ဒါသူကဂါထာလေးတစ်ပုဒ်နဲ့တခြင်းဆိုတယ်ဇရာယပရိမရိတံတို့ရဲ့ခန္ဓာကိုယ်ကိုဇရာတရားကနှိမ့်ဆက်နေတယ်မေလာတသမ္မာနေတိရတို့ရဲ့ခန္ဓာကိုယ်အသားရည်တွေကနိုးနယ်ကျေမုံရွတ်တော်အုံမင်းရော်ရွတ်နေတယ်မရဏိနာပိဿတိဧတံတို့ရဲ့ခန္ဓာကိုယ်ကိုမရဏခေါ်ရှင်ရှင်သေမင်းကလာရင်တို့တွေသေရမယ်အဲ့ဒီတို့ရဲ့ခန္ဓာကိုယ်ဟာအမြဲတမ်းအိုနေတယ်နာနေတယ်သိနေတယ်ဆိုတဲ့အကြောင်းအဲ့ဒါကိုကြပြလေးလို့တခြင်းလေးလုပ်ပြီးမျိုးသမီးတယောက်တခြင်းဆိုနေတဲ့အတန်းဒေါသကြီး9ယောက်လေသမားကြီး9ယောက်ပေါက်တူးတွေပေါက်ပြားတွေပခုံးပေါ်တန်းသွားရင်းနဲ့မှန်လိုက်တဲ့စကားကွယ်ဆိုပြီးအဲ့ဒီတခြင်းတန်လေးနားထောင်နေရင်းနဲ့ပြိဿရဲ့တခြင်းပေါ်မှာညံသွေးတွေခန္ဓာကိုယ်ရဲ့ကျူးကြည့်လိုက်တော့အခါမတရက်ပေါက်တူးပေါက်ပြားပခုံးပေါ်ထမ်းနေရင်ပဲအားလုံး9ပါးလုံး9ယောက်လုံးပစ္စေကဗုဒ္ဓဘယငယ်ဖြစ်တယ်။ဘာဖြစ်လဲ။ပစ္စေကဗုဒ္ဓဘယငယ်ဖြစ်စေတဲ့ဒီသချင်းတန်သည်သူဘာတိတဝါစာပါပဲ။နားလည်လား။တရားကြောင်းရာကိုနားလည်သွားစေနိုင်ရင်ဆိုတော်မျိုးတော်များသချင်းဟာလည်းပဲသူဘာတိတဝါစာပဲ။ဟုတ်လားဒီကနေ့ဆိုတော်မျိုးတော်များတမ္မုဒ္ဒေသချင်းလေအနန္တနိဗ္ဗူသိနေဆိုအဲ့ဒါလည်းပဲပြည့်သူဘာတိတဝါစာပါပဲလို့ပြောပါတယ်။ဟုတ်လားကိုယ်တော်ကောင်းမှုဖြစ်ပွားစေရာဖြစ်ပွားစေကြောင်းဖြစ်ရင်ပြိဿပေါင်းသူတော်ကောင်းတို့တခြင်းသည်လည်းပဲသူ့ဘာတိတဝါစာပါပဲဒီကြောင်းရာဘုရားတို့တိတ်ခွေနှစ်ခွေကမ်းများရှိတဲ့သာဝဘုရားတို့တခြင်းတန်ကြဘုရားပြည့်ဆိုတဲ့ကြောင်းရာဘုရားတို့အကျက်တဝင့်ရစ်တာရှိတယ်လောလောဆယ်တော့တဏှာယီတိတွေလည်းစိတ်ပြီးမို့ခေတ္တကဏမြဒီကြောင်းရာကိုခေတ္တကဏမြယက်နာပြီးပြိဿရဲ့ဤများဖြင့်ကျင့်တတ်တော်မူကြရမှာရှင်သာယီခွဲသွားဟိုဘက်ကလူတွေလည်းစောင့်နေရမယ်နော်တသမသောဘာသောကြောင့်တုံးမဲ့သင်တို့တရတိသစ္စာဝါသံယေဝမုဒ္ဒဝါရရဲ့ပြောင်းရမှန်ကန်တဲ့စကားမျိုးကိုသာလည်းဘာသေးရတာသတိတရားလက်ကင်တာကကောင်းစွာမသွေကြိုးစား၍ပြောနိုင်ကြပါစေကုန်သတည်းခိုင်ကုသိုလ်ကောင်းမှုများအလုံးရည်စက်သွန်းကြမြတ်တန်ဝေရင်သိရအောင်ဗျာအလုံးလောက်ရှိလိုက်ဆိုကြဣရမေပုံညံအာသဝခယံဝဟံဟောတုဣရမေပုံညံနိဗ္ဗာနတသစ္စယောဟောတုရှင်မယတပိတော်တို့သည်နိဗ္ဗာန်ဤမှန်၍ကောင်းမှုများစွာကိုပေါင်းစုကာပြုကြပါကုန်၏ဒီကောင်းမှုအလုံးသည်နိဗ္ဗာန်ရောက်ကြောင်းဖြစ်ပါစေသာဒီကောင်းမှု၏ဟောပါကကို30ဘုံသားတို့အားအမြဝေပါ၏မြာရာ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေသောအလုံးကြာကြသမျှအလုံးကိုစိတ်နှပြပေရန်ကွာ၍ခေါင်းရွတ်လျာသန္တာမန္တမြနဲ့တလုံးတော်ဝအဒီပြေဝကြကုန်ပြီလျင်ဘုရားရှင်ကိုရမြတ်ကြီးသာသနာတော်ကိုဒုသဖြင့်ကြီးမြောက်ထောက်ပံ့ဆောင်ရှောက်လူရန်နိုင်ကြကုန်သောသာသနာပြုပုဂ္ဂိုလ်ကောင်းသာသနာပြုပုဂ္ဂိုလ်မြတ်များဖြစ်နိုင်ကြပါစေဒီဘုရားကိုလူရှိတဲ့တော်ကီဒီနဲ့တော်ကီဒီရဲ့မိခင်ဖြစ်တဲ့ကျုပ်ရှင်မင်းကြီးမလေးတို့ကနေပြောဆက်ကတူတော်ပြပါတယ်။တန်ကြပါလား။